ယူဆူဆိုတာကတော့အတန်းထဲမှာစာတော်ဆုံးစံပြကျောင်းသားတစ်ယောက်ဖြစ်ပြီးလူတိုင်းရဲ့လေးစားချစ်ခင်မှုကိုရထားတဲ့သူတစ်ယောက်ပါပဲဒါပေမဲ့ကျောင်းပြောင်းလာတဲ့ကျောင်းသားတစ်ယောက်ကယူဆူရဲ့အေဂျင့်နေတဲ့ဘဝလေးကိုလုံးဝပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်ဆရာကအဲ့ဒီကျောင်းသားတစ်စောချမ်းဟာနိုင်ငံလုံးဆိုင်ရာအထက်တန်းလက်ဝှေ့ချန်ပီယံတစ်ယောက်ဖြစ်ကြောင်းမိတ်ဆက်ပေးလိုက်တာပါတတန်းလုံးကလက်ခုပ်တီးပြီးအားပေးကြပေမဲ့ယူဆူတစ်ယောက်ကတော့မကောင်းဆိုးဝါးတစ်ကောင်ကိုတွေးလိုက်ရတယ်လို့မျက်နှာပြက်ပြီးတုန်လှုပ်နေခဲ့ပါတယ်ဆရာခန်းထဲကထွက်သွားတာနဲ့စောချမ်းကအတန်းထဲကစိုးတော်တဲ့ကျောင်းသားတစ်ယောက်ကိုထိုးချိတ်ပြီးသူ့ရဲ့ဩဇာအာဏာကိုချက်ချင်းပြလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူကယူဆူရဲ့မျက်နှာကိုညင်ညင်တတလေးပုတ်တက်ပြီးရင်းနှီးနေတဲ့ပုံစံမျိုးနဲ့နှုတ်ဆက်လိုက်တာပါအတန်းကောင်းဆောင်ကဝင်တာဖို့စူးစမ်းခဲ့ပေမဲ့စောချမ်းကတော့လူကြီးလူကောင်းတစ်ယောက်လိုမဟုတ်ပဲမိန်းကလေးတွေကိုပါအနိုင်ကျင့်ခဲ့ပါတယ်ဒီအချိန်မှာယူဆူကသူ့ရဲ့လက်မောင်းကိုတတိထားပြီးဆွဲကင်ကအနိုင်ကျင့်တာတွေရပ်ဖို့တောင်းပန်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလိုလှုပ်လိုက်တာကစောချမ်းကိုပိုပြီးဒေါသထွက်သွားစေခဲ့ပြီးအတိတ်ကသင်ခန်းစာတွေကိုမေ့သွားပြီလားဆိုပြီးယူဆူကိုအော်ငေါက်လိုက်ပါတယ်တကယ်တော့စောချမ်းဟာအလဲတန်းကျောင်းတုန်းကယူဆူကိုအမြဲတမ်းအနိုင်ကျင့်ခဲ့တဲ့သူဖြစ်ပြီးဆရာကိုတိုင်တိုင်းအခြေအနေတွေကပိုဆိုးလာခဲ့တာပါအခုတော့အဲ့ဒီအိမ်မက်ဆိုးကြီးကသူ့စီကိုပြန်ရောက်လာခဲ့ပြီးယူဆူတယောက်နာကျင်မှုကြောင့်ညှဉ်းညူရင်းကျမ်းပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူ့မျက်စိရှိကဘောပင်တစ်ချောင်းကိုတွေးလိုက်ပြီးတုံရင်နေတဲ့လက်တွေနဲ့အာယူထားကအဲ့ဒီဘောပင်ကိုစုပ်ကင်လိုက်ပါတယ်စောချမ်းကတော့ယူဆူကိုကြောက်မွေးညင်းမပေါက်တဲ့ကောင်ဆိုပြီးလှောင်ပြောင်ရင်မောကသူ့မျက်လုံးကိုထိုးဖို့အတွက်ယူဆူရဲ့လက်ကိုဆွဲယူပြီးချိန်ပေးလိုက်ပါသေးတယ်နှစ်ပေါင်းများစွာခံစားခဲ့ရတဲ့အကြောက်တရားနဲ့ဒေါသတွေအလုံးပောက်ကွဲထွက်သွားပြီးယူဆူတယောက်ဘာမှမစိုးစားတော့ပဲထိုးချလိုက်ပါတော့တယ်မထင်မှတ်ထားတဲ့အဖြစ်အပျက်ကြောင့်တဒန်းလုံးကြက်တီတီသွားခဲ့ပြီးစောချမ်းကတော့မျက်လုံးကိုကင်ရင်းနာကျင်စွာအော်ဟစ်နေခဲ့ပါတယ်နောက်ဆုံးမှာတော့ယူဆူကလက်နက်ကိုတမင်သုံးပြုခဲ့ပြီးစောချမ်းရဲ့ညာဘက်မျက်လုံးကိုကွဲသွားစေခဲ့တဲ့အတွက်ကိုကာကွယ်မှုအဖြစ်အတိမတ်မပြုခဲ့ပါဘူးသူ့အမေကတော့မျောလင်းချက်မဲ့စွာငိုကြွေးနေခဲ့ပြီးယူဆူကိုယ်တိုင်လည်းတခါတည်းသောခုခံကာကွယ်မှုကသူ့ရဲ့တောက်ပတဲ့အနာဂတ်ကိုဖျက်ဆီးပစ်လိမ့်မယ်လို့မထင်ထားခဲ့ပါဘူးထောင်ကိုသွားမဲ့ဘတ်စကားပေါ်မှာတော့နောက်ဆုံးတန်းကလူကြီးကိုဘယ်သူမှသွားမဆိုင်ရကြပါဘူးဒါပေမဲ့ယူဆူထိုင်မဲ့နေရာကိုစပင်ရွှေရောင်နဲ့ကောင်လေးတစ်ယောက်ကနေရာဦးသွားတာကြောင့်ကြောက်စရာလူကြီးရဲ့ဘေးမှာပဲဝင်ထိုင်လိုက်ရပါတယ်ထောင်ထဲကိုရောက်တဲ့အခါအဆောင်တွေကသူတို့ရဲ့ပစ္စည်းတွေအားလုံးကိုတိတ်ဆိလိုက်ပြီးမိုးမင်ဆိုတဲ့ကောင်လေးကယူဆူကိုဘာအမှုနဲ့ရောက်လာတာလဲလို့တိုးတိုးလေးမေးလိုက်ပါတယ်အဲ့ဒီအခါမှာယူဆူကလည်းလူတက်ဖို့စူးစမ်းခဲ့တဲ့အမှုနဲ့ပါဆိုပြီးတိုးတိုးလေးပဲပြန်ဖြေလိုက်ပါတော့တယ်ဟွန်မင်းကနေရာလူမိလို့အမြန်တောင်းပန်လိုက်ပြီးသူ့အမှုကလည်းလူတက်မှုနဲ့ဆင်တူရဲဆိုပြီးလိန်ညာပြောလိုက်တာမို့အားလုံးကအံ့အားသင့်သွားကြတယ်ဒါပေမဲ့နောက်ပိုင်းမှာတခြားအကျဉ်းသားတွေကိုမိတ်ဆက်တဲ့အခါမှာတော့သူကခိုးမှုနဲ့ပဲထောင်ကျလာတာဖြစ်ကြောင်းအမှန်တိုင်းဝန်ခံခဲ့ပါတယ်ထောင်ဝါရင်တယောက်ကအသေးရောက်လာတဲ့သူတို့နှစ်ယောက်ကိုဒီထောင်ရဲ့အရေးကြီးတဲ့စီကံတွေကိုရှင်းပြလာခဲ့တယ်ဒီထောင်ထဲမှာအဆင့်တန်းဆိုတာကအရာအလုံးဖြစ်ပြီးတော့ဘသူကထိတ်ဆုံးမှနေမလဲဆိုတာကိုလက်သီးနဲ့ပဲဆုံးဖြတ်ကြရတာပါမင်းတို့သာလက်ရည်ချေးမရှိဘူးဆိုရင်လူမမြင်အောင်ပုံနေတာကအကောင်းဆုံးဖြစ်ကြောင်းသူကတတိပေးစကားပြောခဲ့တယ်အခုလက်ရှိဒီထောင်ကြီးတစ်ခုလုံးကိုအတိအကချုပ်ကင်ထားတဲ့အဖွဲ့ကြီး၃ဖွဲ့ရှိနေခဲ့ပါတယ်ပထမတစ်ဖွဲ့ကိုတော့ဘသူမှရှင်းလို့မရတဲ့ကမ္ဘာ့ဂျူဒိုချန်ပီယံဟောင်းဆန်ဟန်ယောကဦးဆောင်ထားတာပါနောက်တစ်ဖွဲ့ကတော့ကြွတ်သားတောင်တွေနဲ့လူဖြစ်ပြီးဒေါသထွက်လာရင်ယူသွတ်သွားတတ်တဲ့ဝန်ကျွန်းရဲ့အဖွဲ့ပဲဖြစ်ပါတယ်တတိယတစ်ဖွဲ့ကတော့အရက်ပူပြီးအားနည်းပုံပေါက်ပေမဲ့ဘသူကိုမဆိုအလွယ်တကူချေမုန်းနိုင်တဲ့ဆောင်ယုံရဲ့အဖွဲ့ဖြစ်ပါတယ်ထောင်ထဲမှာအာဏာပြေဝရဖို့အတွက်ဝန်ကျွန်းနဲ့ဆောင်ယုံတို့နှစ်ယောက်ကပူးပေါင်းပြီးထောင်ချောက်တစ်ခုဆင်ခဲ့ကြတယ်သူတို့နှစ်ယောက်ကရန်ဖြစ်ချင်အောင်ဆောင်ပြီးဆန်ဟန်ယောကသူတို့ကိုတိုက်ခိုက်ကစစ်လိပ်တွေလူယူသွားတယ်လို့ပုံဖော်ခဲ့ကြတာပါဒီအကွက်စင်မှုကြောင့်ဆန်ဟန်ယောတယောက်တိုက်ပိတ်ခံလိုက်ရပြီးထောင်ထဲမှာသူတို့နှစ်ယောက်ပဲအာဏာအရှိဆုံးဖြစ်လာခဲ့တယ်ဒါပေမဲ့ဒီကောင်းဆောင်၃ယောက်ပေါင်းတောင်မှရှင်းလို့မရတဲ့ထောင်ရဲ့တကယ်ပြင်အစ်စ်ကနောက်တစ်ယောက်ရှိနေခဲ့ပါတယ်အဲ့ဒီလူကတော့မနေ့ကယူဆူရဲ့ဘေးမှာထိုင်ခဲ့တဲ့ဒိုဟွန်းဆိုတဲ့လူငယ်လေးပဲဖြစ်ပါတယ်ဒိုဟွန်းကအသက်အငယ်ဆုံးမှာကမ္ဘာ့ချန်ပီယံဖြစ်ပြီးနိုင်ငံခြားမီဒီယာတွေကသူ့ကိုလူသားထက်ကျော်လွန်သူလို့တောင်တင်စားခဲ့ကြတာပါတနေ့မှာတော့သူကညီမလေးရဲ့မွေးနေ့အတွက်ပန်းတွေလက်ဆောင်တွေအများကြီးနဲ့အတူအိမ်ကိုပျော်ရွှင်စွာပြန်လာခဲ့တယ်ဒါပေမဲ့ရေခဲတက်တာကိုဖွင့်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့လက်တစ်ဖက်လုံးသွေးတွေနဲ့ရုတ်တရက်ပေးကျန်သွားခဲ့ပါတယ်သူကထိတ်လန့်တကြားနဲ့အိမ်ထဲကိုလိုက်ရှာကြည့်လိုက်တော့သွေးအိမ်ထဲမှာလဲကျနေတဲ့သူ့ညီမလေးကိုတွေ့လိုက်ရတယ်အဲ့ဒီအချိန်မှာပဲတိုက်ခိုက်သူတယောက်ကဒိုဟွန်းဘလောက်အစွမ်းထက်လဲမသိပဲနောက်ကနေလေဘင်းကိုဝင်ညစ်ခဲ့ပါတယ်ဒိုဟွန်းကတော့အေးစစ်စစ်ပဲအဲ့ဒီတိုက်ခိုက်သူရဲ့ခြေထောက်ကိုဆွဲချိုးပစ်လိုက်ပါတယ်သူ့အမေရဲ့အလောင်းကိုပါတွေးလိုက်ရတဲ့အခါမှာတော့ဒေါသတွေပောက်ကွဲသွားပြီးဒုတိယလူကိုသတိလစ်သွားတဲ့အထိထိုးချိတ်ပစ်လိုက်တယ်နောက်ထပ်လူတယောက်ကခိုးကြောင်ခိုးဝဲဝင်တိုက်ခိုက်ဖို့စူးစမ်းခဲ့ပေမဲ့ပြန်ခုခံချိန်တောင်မရပဲအလဲထိုးခံလိုက်ရပါတယ်နောက်ဆုံးမှာတော့လက်နက်ကင်တာပြ၃ယောက်လုံးအဲ့ဒီနေရာမှာပဲပွဲချင်းပြီးတေဆုံးသွားခဲ့ကြပါတယ်ဒိုဟွန်းကတော့လွန်ကျူးသောခုခံကာကွယ်မှုဆိုတဲ့ပုံမှန်နဲ့ထောင်ထဲကိုရောက်လာခဲ့ရတာပဲဖြစ်ပါတယ်ဒီကျန်းတဲ့ထောင်ထဲမှာဘလို့ဆက်ပြီးအသက်ရှင်ရမလဲဆိုပြီးယူဆူတယောက်ခေါင်းတွေပူနေခဲ့တယ်အဲ့ဒီအချိန်မှာပဲကစားသမားတယောက်တန်ရာရသွားတာကြောင့်ယူဆူကလူစားဝင်အနေနဲ့ကွင်းထဲကိုဝင်ကစားပေးခဲ့ရပါတယ်သူကဘောလုံးကိုရောင်းတောင်းနဲ့ကန်လိုက်တာမထင်မှတ်ပဲဝန်ကျွန်းရဲ့ညီတော်မောင်ကိုတက်သွားမှန်ခဲ့ပါတယ်ဒါကိုမြင်တဲ့ဆောင်းယုံကတော့ယူဆူတယောက်ဒုက္ခအကြီးအကျယ်ရောက်ပြီဆိုပြီးအားရပါရထိုင်နေခဲ့တယ်ဝန်ကျွန်းရဲ့လူတချို့ကယူဆူကိုလူရှင်းတဲ့နေရာစီဆွဲခေါ်သွားဖို့စူးစမ်းချိန်မှာဒီမြင်ကွင်းကသူ့ရဲ့နာကျင်စရာအတိတ်ကိုပြန်တရိယာစေခဲ့တယ်သူ့အတွက်အဆုံးဖြတ်ဖြစ်သွားနိုင်တဲ့အဲ့ဒီအချိန်မှာပဲရင်းနှီးနေတဲ့လူတယောက်ကသူတို့ရှိကနေဖြစ်သွားခဲ့ပါတယ်ယူဆူကနောက်ဆုံးကောက်ရိုးတမြင်ကိုအားကိုးတလူမျိုးအသေးတန်ရုံးကန်ပြီးဒိုဟွန်းစီကအကူအညီကိုတောင်းခံခဲ့တယ်ဝန်ကျွန်းကဒိုဟွန်းကိုနည်းနည်းတော့ကြောက်ပေမဲ့ကြားထဲကနေဝင်မပါဖို့အတွက်တတိပေးစကားပြောလိုက်ပါတယ်ဒိုဟွန်းကတစ်ချက်တွေဝေသွားခဲ့ပေမဲ့နောက်ဆုံးမှာတော့ဒီတနာစရာကောင်လေးကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်အရှက်ရသွားတဲ့ဝန်ကျွန်းကဒိုဟွန်းကိုလူသက်သမားတယောက်ကလူကောင်းဟန်ဆောင်နေတယ်ဆိုပြီးဆွဆွဲပြောဆိုလိုက်တယ်အဲ့ဒီနောက်ဝန်ကျွန်းကရှေ့ကိုပြေးဝင်သွားပေမဲ့ဒိုဟွန်းကသူ့တိုက်ခိုက်မှုတွေကိုအကုန်ရှောင်ပြီးလက်သီးတစ်ချက်ထဲနဲ့အလဲထိုးလိုက်ပါတယ်ယူဆူကတော့သူ့ရဲ့အသက်ကယ်ရှင်ကိုလေးစားအားကြတဲ့အကြည့်တွေနဲ့ကြည့်နေခဲ့တာပေါ့အဲ့ဒီနေ့ကစပြီးဝန်ကျွန်းကယူဆူကိုသူ့ရဲ့ရန်သူစီးရင်ထဲမှာထိတ်ဆုံးကနေထည့်သွင်းထားလိုက်တော့တယ်ယူဆူတယောက်ဒီဒုက္ခတွေကနေလွတ်မြောက်ဖို့နီးလန့်ရှာနေတော့မှပဲသူ့စီကိုမထင်မှတ်ထားတဲ့ဧည့်သည်တယောက်ရောက်လာခဲ့တယ်
ရှူချန်ကညာဘက်မျက်လုံးတစ်လုံးကွယ်သွားလို့လက်ဝိတ်သမားဘဝကိုဆွန့်လွတ်ခဲ့ရပြီးယူဆူထောင်ကလွတ်မဲ့နေ့ကငရဲတကားဖွင့်မဲ့နေ့ပဲလို့ပြောခဲ့ပါတယ်။သူ့ကိုစောင့်ကြိုနေမဲ့နာကျင်မှုတွေကိုမတွေးရတဲ့ယူဆူကအားကိုးရမဲ့စွာငိုယူပြီးအသက်ကိုချမ်းသာပေးဖို့တောင်းပန်ခဲ့တယ်။ဒါပေမဲ့ရှူချန်ကတော့သူ့ကိုခွင့်မလွတ်နိုင်ဘူးလို့ပဲပြောပြီးဒေါသတကြီးနဲ့ထွက်သွားခဲ့ပါတယ်။နောက်ပိုင်းနေ့ရက်တွေမှာယူဆူကနေဘက်ဆိုဝမ်ကျွန်းရဲ့ချင်းချောက်မှုတွေနဲ့ညဘက်ဆိုရှူချန်ရဲ့ကြောက်စရာမျက်နှာကိုစိတ်ထဲမှာမြင်အောင်ပြီးနေ့တိုင်းကြောက်လန့်တကြားနေထိုင်ခဲ့ရတယ်။လေ့ကျင့်ခန်းလုပ်နေတဲ့ဒိုဟွန်းကိုမြင်လိုက်တဲ့အခါမှာတော့ယူဆူကသူ့ဘဝအတွက်နောက်ဆုံးအခွင့်အရေးတစ်ခုကိုအရေးစွန့်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကနေတိုင်းနွားတို့တပူးယူပြီးဒိုဟွန်းစီသွားတွေ့ပေမဲ့ဒိုဟွန်းကတော့အတန်ဆုံးသူကိုကပ်ဖားနေတာလို့ထင်ပြီးသူ့အနာကထွက်သွားဖို့အေးဆက်ဆက်တတိပေးခဲ့တယ်။ဒါပေမဲ့ယူဆူကတော့လက်မလျှော့ပဲသူ့နောက်ကိုလိုက်ပြီးတိုက်ခိုက်နည်းတွေတင်ပေးဖို့အတွက်တက်တိမွေးပြီးတောင်းဆိုခဲ့ပါတယ်။ဒိုဟွန်းကတော့ယူဆူကိုသူ့လိုမျိုးတန်မာလာစေချင်ပေမဲ့လက်စားချေဖို့အတွက်လမ်းမရောက်သွားမှာဆိုလို့သူ့တောင်းဆိုမှုကိုညှင်းပယ်ခဲ့တယ်။ယူဆူကသူဟာတာမန်ဘဝလေးတစ်ခုကိုပဲလိုချင်ခဲ့တာပါလို့ဖွင့်ပြောလိုက်ပါတယ်။အရိုက်မခံချင်လို့အမြဲတမ်းထွက်ပြေးခဲ့ရတာကိုလည်းသူဝန်ခံခဲ့ပါတယ်နော်။ဆင်းရဲပြီးအားနည်းတဲ့သူ့ကိုယ်သူအယမ်းမုန်းတီးခဲ့ပြီးသူ့ရဲ့ဖြစ်တည်မှုကအမှားတစ်ခုလို့တောင်တွေးထင်ခဲ့ဘူးပါတယ်။ဒါပေမဲ့အခုတော့သူနောက်တစ်ခါထပ်မပြေးချင်တော့ဘူးလို့ဆုံးဖြတ်ထားခဲ့တာပါ။နောက်ဆုံးမှာတော့ယူဆူရဲ့ရိုးသားပွင့်လင်းမှုကြောင့်ဒိုဟွန်းတယောက်စိတ်လှုပ်ရှားသွားခဲ့ပါတယ်။ဒါကြောင့်မိနစ်40အတွင်းအပတ်100ပြေးနိုင်ရင်သူ့ကိုလေ့ကျင့်ပေးမယ်လို့သဘောတူလိုက်တာပေါ့။ဒိုဟွန်းကဆလုတ်អော်လိုက်တာနဲ့ယူဆူလည်းမဆိုင်မတွပဲအားကုန်ပြေးထွက်သွားခဲ့တော့တယ်။မကြခင်မှာပဲသူဟာအသက်ရှူမဝတော့ပဲမျက်လုံးတွေပြဝေပြီးခြေထောက်တွေလည်းမခိုင်တော့ပါဘူး။ဒါပေမဲ့အနိုင်ကျင့်ခံခဲ့ရတဲ့အရှက်ရပွဲမတ်တရားတွေကသူ့စိတ်ထဲမှာတဝဲလဲလဲပေါ်လာခဲ့ပါတယ်။ဒါကသူ့ကံကြမ္မာကိုပြောင်းလဲဖို့တခုလေးသောအခွင့်အရေးဖြစ်တာကြောင့်သူဆက်ပြီးစူးစမ်းခဲ့ရတယ်။အပတ်80လောက်ရောက်တော့ယူဆူမှာလုံးဝအမရှိတော့ပဲလဲကျပြီးအန်ထွက်လာခဲ့ပါတယ်။အရှုံးပေးတာကရှက်စရာမဟုတ်ဘူးလို့ဒိုဟွန်းကိုယ်တိုင်ကတော့ပြောခဲ့ပေမဲ့သူလက်မလျှော့ခဲ့ပါဘူး။သူ့ရဲ့အားနည်းခဲ့တဲ့အတိတ်ကိုပြန်တွေးပြီးယူဆူတယောက်ရိုင်းနဲ့ပြန်ထားကတားရဲတကောင်လိုဟိန်းဟောက်ပြီးပြေးထွက်သွားခဲ့တယ်။နောက်ဆုံးမှာတော့သူဟာမေ့လဲသွားခဲ့ပေမဲ့စမ်းသပ်မှုမအောင်မြင်ခဲ့တာတောင်ဒိုဟွန်းကသူ့ကိုလက်ခံလိုက်ပါတယ်။ထောင်မှုနဲ့ဒိုဟွန်းရဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကြောင့်ယူဆူကသူ့ခန်းထဲကိုပြောင်းလာခွင့်ရခဲ့တယ်။အခန်းရောက်တာနဲ့ဒိုဟွန်းကသူ့ကိုကြန့်ခိုင်မှုစမ်းသပ်မှုတစ်ခုချက်ချင်းလုပ်ခိုင်းခဲ့ပါတယ်။ယူဆူရဲ့တိုက်ထိုးပုံစံကမမှန်ကန်တာကိုမြင်တော့နေမကောင်းဘူးလားလို့တောင်ဒိုဟွန်းကမေးလိုက်ရတယ်။ပိုဆိုးတာကယူဆူဟာဆွဲပါတစ်ခုတောင်မဆွဲနိုင်ခဲ့တာကြောင့်ဒိုဟွန်းတယောက်တပြင်းချလိုက်ရပါတယ်။ဒိုဟွန်းရဲ့အကူအညီနဲ့ယူဆူဟာသူ့ရဲ့ပထမဆုံးဆွဲပါတစ်ခုကိုတုံတုံရင်ရင်နဲ့အောင်မြင်အောင်လုပ်နိုင်ခဲ့တယ်။အဲ့ဒီနေ့ကစပြီးသူ့ရဲ့ကြမ်းတမ်းတဲ့လေ့ကျင့်ရေးခီးလန်ကစတင်ခဲ့ပါတော့တယ်။ပထမရဲ့အနေငယ်မှာတော့ယူဆူရဲ့ခြေလက်တွေကလုံးဝအမရှိပဲဒိုင်နေငယ်ထိုးယုံနဲ့ကြမ်းပြင်ပေါ်ပုံကျသွားခဲ့ရတယ်။ဒါပေမဲ့တင်းကျပ်တဲ့လေ့ကျင့်မှုတွေအောက်မှာသူဟာသူ့ရဲ့ကန့်သက်ချက်တွေကိုကျော်လွန်နိုင်အောင်အမြဲစူးစမ်းခဲ့ပါတယ်။ခွန်အားတက်လာဖို့အတွက်သူဟာအစားအသောက်ကိုလည်းလေ့ကျင့်ခန်းတစ်ခုလိုသဘောထားပြီးပို့စားခဲ့တယ်။တနေ့ပြီးတနေ့သူ့ရဲ့လက်သီးတွေကပိုမာကျောလာပြီးကြွသားတွေလည်းတဖြည်းဖြည်းပုံပေါ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့သူ့ရဲ့ခွန်အားကြောင့်လေ့ကျင့်ရေးလုပ်တဲ့ရာဘာကျိုးတွေတောင်ပြတ်ထွက်သွားတဲ့အထိပါပဲ။အချိန်ကြာလာတဲ့အခါဒိုဟွန်းကသူ့ကိုတိုက်ခိုက်ရေးပညာတွေနဲ့အရိုက်ခံနည်းတွေကိုပါသင်ပေးခဲ့တယ်။တစ်ချိန်ကအားနည်းပြီးကြောက်တက်ခဲ့တဲ့ယူဆူဟာတဖြည်းဖြည်းနဲ့တမာတဲ့တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူ့ရဲ့ပြောင်းလဲမှုကိုမြင်တွေ့ရတဲ့တခြားအကျဉ်းသားတွေတောင်အံ့အားသင့်သွားခဲ့ကြရတယ်နော်။လမ်းပေါ်မှာမျောလင်းချက်မဲ့စွာရှောက်သွားနေတဲ့ကောင်လေးတစ်ယောက်ရှိခဲ့ပါတယ်။သူ့နောက်ကကားတစ်စီးကဟွန်းတွေတတီတီတီးပြီးကားပေါ်ကလူတွေကမင်းမျက်စိမမြင်ဘူးလားလို့ဆဲဆိုကြိမ်းမောင်းလာခဲ့တယ်။အဲ့ဒီစကားတခွန်းကကောင်လေးရဲ့ဒေါသကိုအမြင့်ဆုံးရောက်သွားစေခဲ့တာပါပဲ။သူဟာဒေါသကြီးနဲ့ကားမှန်ကိုကန်ခွဲပြီးအချမ်းရှာချမ်းလုပ်တဲ့လူနှစ်ယောက်ကိုတယောက်တည်းအပြက်ရှင်းပစ်လိုက်တယ်။ဒီမြင်ကွင်းကိုတော့ဂိုင်းကောင်းဆောင်တစ်ယောက်ဖြစ်တဲ့ဝူယောင်ကအစအဆုံးမြင်လိုက်ရပါတယ်။ကောင်လေးရဲ့မွေးရပါတိုက်ခိုက်ရေးအရေးသွေးကိုသဘောကျပြီးသူ့ရဲ့ဂိုင်းထဲကိုဆွဲသွင်းမှုစူးစမ်းခဲ့တယ်။ဒါပေမဲ့ကောင်လေးကလုံးဝစိတ်မဝင်စားခဲ့ပေမဲ့ဝူယောင်ကသူ့ရဲ့မမြင်ရတဲ့ညာဘက်မျက်လုံးကိုသတိထားမိသွားခဲ့တယ်။သူကအဲ့ဒီမျက်လုံးကိုကုသပေးပြီးအရင်ကထပ်ပို့ပြီးတမ်းမာလာအောင်လုပ်ပေးမယ်လို့ကတိပေးလိုက်တာပါ။ဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့ကောင်လေးရဲ့စိတ်တွေဟာစတင်ရင်းရလာခဲ့ပါတယ်။တစ်ဖက်မှာတော့ထောင်ထဲမှာရှိနေတဲ့ယူဆူကမြင်းစီရက်စတိုင်နဲ့စာထိုင်ကြက်မှတ်နေခဲ့တယ်။သူ့တငယ်ချင်းဟွန်မင်းကဘာလို့အဲ့လောက်တောင်လေ့ကျင့်ခန်းတွေလုပ်နေရတာလဲလို့သိချင်နေခဲ့တာပါ။ယူဆူကအစပိုင်းမှာတော့တမချင်းယုံတက်တက်ဖြစ်ပေမဲ့နောက်ပိုင်းမှာလေ့ကျင့်ခန်းလုပ်ရတာကိုပျော်မွေ့လာတယ်လို့ပြန်ပြောခဲ့တယ်။အဲ့ဒီနောက်မှာတော့ဟွန်မင်းကသူ့အတွက်စိတ်မကောင်းစရာသတင်းတစ်ခုကိုပြောပြလာခဲ့ပါတယ်။ဒိုဟွန်းကအသက်23နှစ်ကျော်သွားပြီဖြစ်လို့လူကြီးထောင်ကိုပြောင်းရတော့မယ်ဆိုတဲ့သတင်းဆိုပါပဲ။ဒီသတင်းကြောင့်ယူဆူတယောက်လေ့ကျင့်နေရင်းနဲ့တောင်အာယုံတွေအရင်ပြန့်လွင့်နေခဲ့တယ်။ဒိုဟွန်းကသူတို့မှအချိန်သိမ့်မကြံတော့လို့တစ်စက္ကန့်လေးတောင်မဖြုံးပဲအပြင်းထန်လေ့ကျင့်ဖို့ထပ်ပြီးသတိပေးခဲ့ရတယ်။မထင်မှတ်ပဲယူဆူကသူ့တငယ်ချင်းဟွန်မင်းတယောက်အနိုင်ကျင့်ခံနေရတာကိုမြင်လိုက်ရပါတယ်။သူဟာချက်ချင်းပဲကြားထဲဝင်ပြီးအနိုင်ကျင့်နေတာကိုရပ်တန့်ခိုင်းလိုက်တယ်။အနိုင်ကျင့်တဲ့အဖွဲကသူ့ကိုဝိုင်းပြီးရန်ရှာဖို့ကြိုးစားပေမဲ့အခုချိန်မှာတော့ယူဆူကသူ့တငယ်ချင်းကိုကာကွယ်ပေးနိုင်လောက်အောင်တမာနေခဲ့ပါပြီ။သူ့လူတွေထိခိုက်သွားတာကိုကြားတော့ဝမ်ကျွန်းတယောက်အရန်ကိုဒေါသထွက်သွားခဲ့တယ်။ဒါကြောင့်အရင်ရန်ညိုးရောအခုရန်ညိုးပါရှင်းဖို့ယူဆူကိုအလုတ်ယုံတဲ့ကိုခေါ်ခိုင်းလိုက်ပါတယ်။ယူဆူကဝမ်ကျွန်းရဲ့လူတွေကိုထိခိုက်မိလို့တောင်းပန်ခဲ့ပြီးသူတို့ကသူ့တငယ်ချင်းကိုအရင်နိုင်ကျင့်ခဲ့တာလို့ရှင်းပြခဲ့တယ်။ဒါပေမဲ့ဝမ်ကျွန်းကဘာကိုမှနားမထောင်ပဲယူဆူရဲ့ခေါင်းကိုအားနဲ့ပြင်းပြင်းထိုးချလိုက်ပါတယ်။ယူဆူကဒုတိယတစ်ချက်ကိုရှောင်လိုက်ရင်တုတ်ပြန်မှုအနေနဲ့ဝမ်ကျွန်းရဲ့ပါးကိုပြန်ရိုက်လိုက်မိတယ်။လူပုံအလဲမှာအရှက်ရသွားတဲ့ဝမ်ကျွန်းကဒေါသပေါက်ကွဲပြီးယူဆူကိုမြေပြင်ပေါ်ကိုဆွဲလွှဲချပစ်လိုက်တယ်။ယူဆူကအမြန်ပြန်ထားလိုက်ပေမဲ့သူ့ရဲ့ထိုးချက်တွေကခန္ဓာကိုယ်ကြီးမားတဲ့ဝမ်ကျွန်းအတွက်တော့ရားတောင်မရခဲ့ပါဘူး။ဝမ်ကျွန်းရဲ့တူနဲ့ထုသလိုအားပါတဲ့လက်သီးချက်တွေကယူဆူပေါ်ကိုတရက်ဆက်ကျရောက်လာခဲ့တယ်။တဖြည်းဖြည်းနဲ့ယူဆူတယောက်အေးနှိမ့်လာပြီးနာကျင်စွာညှဉ်းညူရင်းနဲ့ပဲမြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်။ဒါပေမဲ့အားလုံးကိုအံ့အားသင့်သွားစေမဲ့အဖြစ်အပျက်တစ်ခုဖြစ်လာခဲ့တာကတော့ယူဆူကလည်းစိတ်ကိုတုံတုံချပြီးဝမ်ကျွန်းရဲ့မျက်နှာကိုသတိလစ်သွားတဲ့အထိအကြိမ်ကြိမ်ထိုးကြိတ်ဖြစ်ခဲ့ပါတယ်။အရေးကြီးတဲ့အချိန်မှာပဲဒိုဟွန်းကယူဆူကိုစိတ်လွတ်ကိုလွတ်မဖြစ်သွားအောင်ဝင်တားခဲ့ပါတယ်။သူ့လိုဖြစ်ဆိုးမျိုးနဲ့မကြုံစေချင်လို့ပါ
တစ်ချိန်တည်းမှာပဲစောချမ်းကတော့အဆက်မပြတ်ရန်ဖြစ်ရင်းနဲ့ပိုပြီးသွေးအေးရက်ဆက်လာခဲ့ပြီးနောက်ဆုံးမှာဝူယောင်းရဲ့ယုံကြည်ရတဲ့လူသက်သမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။နောက်တစ်နေ့မှာဒိုဟွန်းကယူဆူအတွက်နေ့လည်စာကောင်းကောင်းပြင်ဆင်ပေးခဲ့ပြီးသူတို့နှစ်ယောက်ပထမဆုံးအကြိမ်တကယ်လက်ရည်စမ်းပွဲကိုစတင်ခဲ့ကြပါတယ်။ယူဆူကလက်ကိုထိန်းထားတာကိုဒိုဟွန်းကသတိထားမိသွားပြီးအထိုးဖို့ပြောလိုက်တာကြောင့်ယူဆူလည်းအားကုန်သုံးထိုးခဲ့ပေမဲ့သူ့လက်သီးကနောက်ဆုံးစက္ကန့်မှာရပ်တန့်သွားခဲ့ပါတယ်။ဒိုဟွန်းကတွေးဝေနေတဲ့အတွက်သူ့ကိုဆူလိုက်ပြီးသတိတစ်ချက်လွတ်တာနဲ့အလဲထိုးခံရနိုင်တယ်လို့သတိပေးခဲ့ပါတယ်။ဒါပေမဲ့ယူဆူကထင်ထားတာထက်ပိုကောင်းနေလို့သူ့အတွက်ဂုဏ်ယူနေခဲ့တာပါ။အဲ့ဒီနောက်မှာတော့တင်တန်းပြီးဆုံးပြီလို့ဒိုဟွန်းကကြေညာလိုက်ပါတယ်တကယ်တော့သူကဒီနေ့မှာပဲလူကြီးထောင်ကိုပြောင်းရွှေ့ခံရတော့မှာဖြစ်ပါတယ်မထွက်သွားခင်မှာသူကယူဆူကိုငါးမန်းတွေမှာရေမြုပ်မပါတဲ့အတွက်ရေမကူးပဲရက်လိုက်ရင်နစ်မြုပ်ပြီးတည်သွားတတ်တယ်လို့ပြောပြခဲ့ပါတယ်ယူဆူကိုလည်းဘယ်တော့မှမရက်တန့်စေချင်ခဲ့တာပါဒိုဟွန်းထွက်သွားပြီးတဲ့နောက်မှာတော့ယူဆူတယောက်မျက်ရည်တွေကိုမထိန်နိုင်ခဲ့ပဲသူ့ရဲ့ဟာတာဖြစ်နေတဲ့နှလုံးသားကိုအဆက်မပြတ်လေ့ကျင့်ရင်းနဲ့သာဖြည့်ဆည်းနေခဲ့ရပါတယ်ကားပေါ်မတက်ခင်မှာဒိုဟွန်းကထောင်ကိုနောက်ဆုံးအနေနဲ့တစ်ချက်လှည့်ကြည့်ခဲ့ပါတယ်တစ်ဖက်မှာလည်းထောင်ထွက်တယောက်ကစောချမ်းရဲ့လူဖြစ်နေခဲ့ပြီးယူဆူကဒိုဟွန်းလက်အောက်မှာဘလောက်တောင်တန်းမှလာပြီးဖြစ်ကြောင်းကြွားလုံးထုတ်နေခဲ့တာပါဒီစကားကိုကြားပြီးတဲ့နောက်စောချမ်းကအေးဆက်ဆက်ပြုံးလိုက်ုံသာပြုံးခဲ့ပါတယ်နောက်တစ်နေ့မှာတော့သူကထောင်ကိုထပ်လာပြီးယူဆူကိုသူ့နဲ့ထိုးဖို့အတွက်ပဲလေ့ကျင့်နေတာလားလို့မေးခဲ့ပါတယ်ယူဆူကတော့ဘာမှပြန်မဖြေခဲ့ပဲအရင်တိုင်းဘာမှမပြောင်းလဲသေးတဲ့စောချမ်းရဲ့ပုံစံကိုပဲပြန်ပြီးလှောင်ပြောင်ပြောဆိုခဲ့ပါတယ်စောချမ်းကလည်းဟာတိုက်ရီမောလိုက်ပြီးယူဆူထောင်ကလွတ်လာမဲ့နေကိုသူမျောလင်းဆောင်စားနေတယ်လို့ပြောသွားခဲ့ပါတယ်မကြခင်မှာပဲဆန်းဟော့ကတိုက်ပိတ်ခံထားရရာကနေပြန်လွတ်လာခဲ့ပြီးတစ်ချိန်တည်းမှာပဲယူဆူလည်းသူ့ရဲ့မူလအခန်းစီကိုပြန်ရောက်လာခဲ့ပါတယ်ဆန်းဟော့ကယူဆူကိုသူ့ရဲ့နေရာကိုလိုချင်နေတာလားလို့အတီးပေါက်မေးလိုက်ပေမဲ့ယူဆူကတော့စိတ်မဝင်စားကြောင်းပေါ့ပေါ့ပပပဲပြန်ဖြေခဲ့ပါတယ်ယူဆူကရန်ဖြစ်ရတာကိုတွေးဆနေတဲ့ကောင်လို့နာမည်ကြီးနေတာကြောင့်စောင်းယုံကသူ့ကိုစိန်ခေါ်ခဲ့တာပါတန်ရှင်းရေးလုပ်နေတဲ့အချိန်မှာစောင်းယုံကယူဆူကိုတယောက်ချင်းချဖို့စကားဆက်လိုက်ခဲ့ပါတယ်တကယ်လို့ယူဆူတာနိုင်ခဲ့ရင်စောင်းယုံကသူခိုင်းတာမှန်သမျှအကုန်လုပ်ပေးမယ်လို့ကတိပေးခဲ့တာပါအဲ့ဒီအခါယူဆူကတခြားသူတွေကိုအနိုင်ကျင့်တာတွေရပ်တန့်ပေးဖို့ပဲပြန်တောင်းဆိုခဲ့ပါတယ်စောင်းယုံကလည်းသဘောတူလိုက်ပြီးသူတို့နှစ်ယောက်ရဲ့ချင်းဆိုထားတဲ့နေကိုရောက်လာခဲ့ပါတယ်ဒါပေမဲ့မထင်မှတ်ပဲအဲ့ဒီနေ့ကျမှယူဆူကပေါ်မလာတော့ပဲပျောက်သွားခဲ့ပါတယ်စောင်းယုံကလည်းလူတွေကြားထဲမှာယူဆူကိုသူရဲဘောကြောင့်နဲ့ကောင်ဆိုပြီးလှောင်ပြောင်ပြောဆိုခဲ့တာပေါ့ဒီမြင်ကွင်းကိုတွေ့တော့စောင်းချော့ကငင်းချမ်းရေးတရားတွေထောက်ဟောပြီးရန်ဖြစ်တာကအပြစ်ဒဏ်နဲ့နာကျင်မှုကလွဲပြီးဘာမှမပေးဘူးလို့ပြောခဲ့တယ်သူကလူတိုင်းကိုအမိုက်လိုဘဝမျိုးနဲ့ဆက်မနေသင့်ဘူးလို့အားလုံးကိုပြောနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲယူဆူကရုတ်တရက်ရောက်ချလာပြီးစောင်းယုံကလည်းဘာစကားမှမပြောတော့ပဲအရင်ဝင်တိုက်ခိုက်ခဲ့ပါတယ်စောင်းယုံရဲ့တိုက်ခိုက်ပုံကအယမ်းမြန်ပြီးကြမ်းတမ်းတာကြောင့်ယူဆူတယောက်ပြန်မတိုက်နိုင်ပဲအထိနာနေခဲ့ပါတယ်စောင်းယုံကသူနိုင်ပြီလို့ထင်နေခဲ့ပေမဲ့အားလုံးအံ့ဩသွားလောက်အောင်ယူဆူကပြန်ထလာခဲ့ပါတယ်သူကစောင်းယုံရဲ့ခြေထောက်ကိုဖမ်းဆွဲပြီးပေါင်ကိုအားနဲ့ထုချလိုက်ကလေဘင်းကိုချုပ်ပြီးအခြေအနေကိုပြောင်းပြန်လှန်လိုက်ပါတယ်နောက်ဆုံးမှာတော့ယူဆူကအနိုင်ရသွားပြီးထောင်ရဲ့ဘရင်အသစ်ဖြစ်လာခဲ့တာပေါ့သူ့ရဲ့ဖြန့်ဖြေမှုကြောင့်ဝမ်ဂျွန်းနဲ့စောင်းယုံတို့ကအကြမ်းဖက်တာတွေနဲ့အနိုင်ကျင့်တာတွေရပ်ဖို့သဘောတူခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့ထောင်ထဲမှာငင်းချမ်းရေးကပြန်လဲဆိုးလာခဲ့ပြီးရန်သူဟောင်းတွေကတငယ်ချင်းအရင်ကြီးတွေဖြစ်သွားခဲ့ကြတယ်စောင်းယုံကဆိုရင်ယူဆူကိုသူ့ရဲ့ကန်ချက်နီးစနစ်တွေအားလုံးတောင်ပြန်တင်ပေးခဲ့ပါသေးတယ်လူကြီးထောင်ထဲမှာတော့ဒိုဟွန်းကသူ့ရဲ့အမှားအတွက်ပြန်ပေးဆက်ရင်အချိန်တွေကုန်ဆုံးနေခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့နှလုံးသားထဲမှာတော့ပထမဆုံးတစ်ပည့်ဖြစ်တဲ့ယူဆူရဲ့နေရာကိုဘယ်သူမှအစားထိုးနိုင်မှာမဟုတ်ပါဘူးအချင်းကောင်းမှုကြောင့်ယူဆူကတတ်မှတ်ရက်ထက်စောပြီးထောင်ကနေပြန်လွတ်လာခဲ့ပါတယ်မပြန်ခင်မှာသူကလေ့ကျင့်ရေးကွင်းကိုနောက်ဆုံးတစ်ခေါက်သွားကြည့်ပြီးဒိုဟွန်းနဲ့အတူရှိခဲ့တဲ့နေ့ရက်တွေကိုပြန်မှတ်ရနေခဲ့တယ်အဲ့ဒီနောက်မှာတော့ယူဆူကကျေးဇူးတင်တဲ့စိတ်အပြည့်နဲ့ထောင်ထဲကနေထွက်ခွာလာခဲ့ပါတယ်ဒါပေမဲ့ယူဆူတယောက်အသက်ကောင်းကောင်းမရှူရသေးခင်မှာပဲနောက်ထပ်အနေရတစ်ခုကသူ့ရှိကိုရောက်လာခဲ့ပါတယ်စောချမ်းကသူ့ကိုတိုးဟူးကျွေးပြီးအဆက်ခွဲဖို့ကြိုးစားပေမဲ့ယူဆူကတော့ဒါကိုကလေးဆန်တဲ့အပြုအမူလိုပဲမြင်ခဲ့ပါတယ်စကားတွေအများကြီးထပ်မပြောတော့ပဲသူတို့နှစ်ယောက်ရဲ့နောက်ဆုံးတိုက်ပွဲကစတင်လာခဲ့ပါတယ်အတွေ့အကြုံများတဲ့စောချမ်းကပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီးယူဆူကိုတဲအိတ်တစ်လုံးလိုမျိုးတရက်ဆက်ထိုးကျိတ်နေခဲ့ပါတယ်သူကယူဆူရဲ့အမေကခွေးတစ်ကောင်လိုတောင်းပန်ခဲ့တယ်ဆိုပြီးလှောင်ပြောင်ပြောဆိုကစိတ်ကိုဆွပေးခဲ့ပါသေးတယ်အဲ့ဒီမှာယူဆူကဒေါသပေါက်ကွဲသွားပြီးစောချမ်းကိုအားကုန်တုံးပြီးလက်သီးနဲ့ထိုးချလိုက်ပါတယ်စောချမ်းကလည်းစိတ်မထိန်နိုင်တော့ပဲယူဆူရဲ့ခေါင်းနဲ့ပိုက်ကိုအကြိမ်ကြိမ်ထိုးကျိတ်ခဲ့ပါတယ်နောက်ဆုံးမှာတော့ယူဆူကမြေပြင်ပေါ်ကိုလဲကျသွားပြီးပါဇက်ကနေသွေးတွေအန်ကျလာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဒိုဟွန်းပြောခဲ့တဲ့စကားကိုသူပြန်သတိရသွားခဲ့ပါတယ်ငါးမန်းတစ်ကောင်လိုမျိုးဘယ်တော့မှမရက်တန့်ပဲအမြဲတမ်းရှေ့ဆက်ကူးခတ်နေဖို့ဆိုတဲ့စကားပေါ့ဒီစကားကသူ့ရဲ့တိုက်ခိုက်လူစိတ်တွေကိုချက်ချင်းပြန်လဲမွေးဖွားပေးလိုက်တယ်လို့ပါပဲသူတို့နှစ်ယောက်ဟာအယူမှုပဲအပြန်လန်ထိုးကျိတ်ကြရင်တိုက်ပွဲကပြန်ပြင်းထန်လာခဲ့ပါတယ်ယူဆူကဒိုဟွန်းတင်ပေးထားတဲ့လက်ဝဲနီစနစ်ကိုတုံးပြီးစောချမ်းရဲ့မျက်ခုံးကိုအပိုင်ထိုးချလိုက်တယ်ဒေါသအရန်ထွက်သွားတဲ့စောချမ်းကလည်းဥတီယာမရှိတဲ့လက်တီးကျန်းကျန်းတွေနဲ့ပြန်လဲတုတ်ပြန်ခဲ့ပါတယ်ဒါပေမဲ့ယူဆူကအခွင့်အရေးကိုစောင့်ပြီးစောင်းယုံတင်ပေးထားတဲ့ခြေခံချက်ကိုအသုံးပြုလိုက်တာပါအားနဲ့လာပါတယ်ဆိုတဲ့ယူဆူကဒီလောက်တောင်တမန်နေလိမ့်မယ်လို့မထင်ထားခဲ့တာကြောင့်စောချမ်းတယောက်အံ့အားသင့်စွာနဲ့ပဲပြန်ထလာခဲ့တယ်ဒါပေမဲ့တိုက်ပွဲကမပြီးသေးပဲစိတ်တက်ခွန်အားပြန်ပွဲအဖြစ်ပြောင်းလဲသွားချိန်မှာတော့ယူဆူကဘယ်တော့မှအရှုံးမပေးခဲ့ပါဘူးနောက်ဆုံးမှာတော့စောချမ်းကိုယ်တိုင်ပဲအရှုံးပေးစကားပြောပြီးလက်မြောက်အရှုံးပေးခဲ့ရပါတယ်ထွက်သွားတဲ့ယူဆူရဲ့ကြောပြင်ကိုကြည့်ရင်သူ့ဘဝမှာတစ်ခါမှမခံစားဘူးတဲ့ရှုံးနေခြင်းအရတာကိုသူကောင်းကောင်းကြီးခံစားလိုက်ရတယ်တိတ်မကြခင်မှာပဲယူဆူကထောင်ထဲမှာရှိနေတဲ့ဒိုဟွန်းကိုတွားတွေ့ခဲ့ပါတယ်အချိန်ကြာကြီးဝေးကွာနေခဲ့တဲ့သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်ပြန်တွေ့ရလို့အယမ်းပျော်နေခဲ့ကြတာပေါ့ယူဆူကဒိုဟွန်းကိုငါးမန်းအစ်စ်ကိုရောမြင်ဘူးရဲ့လားဆိုပြီးသတိထားမိလိုက်ပါတယ်သူငါပြတိုက်တစ်ခုကိုရောက်သွားတဲ့အခါမှာငါးမန်းတွေကတိတ်တောင်မလှုပ်ရှားဘူးဆိုတာကိုသတိထားမိခဲ့တယ်လို့ပြောပြလိုက်တယ်ဒိုဟွန်းကမျက်နှာနည်းနည်းပူသွားပြီးအဲ့ဒီငါးမန်းကတေနေလို့နေမှာပါကွာဆိုပြီးပြန်ဖြေလိုက်ခဲ့ပါတယ်ဘလို့မှမဖြစ်နိုင်တဲ့အဖြေကြောင့်သူတို့နှစ်ယောက်လုံးအားရပါရရမောလိုက်ကြပါတော့တယ်6 လကြာပြီးနောက်မှာတော့ထောင်ပြင်ဘက်ကဘဝဟာယူဆူအတွက်အရင်လိုပဲခက်ခဲကြမ်းတမ်းနေသေးပါပဲပြစ်မှုမှတ်တမ်းရှိနေတာကြောင့်သူ့သွားလျာမှာခွဲခြားဆက်ဆံမှုတွေနဲ့မတရားတဲ့အနိုင်ကျင့်မှုတွေကိုအမြဲခံနေခဲ့ရပါတယ်
အဲ့ဒီလိုအချိန်တွေမှာအချင်းချင်းဖိမှတ်ကူညီဖို့ဆိုတာထောင်ထဲကတငယ်ချင်းတွေကလွယ်ပြီးဘယ်သူမှမရှိခဲ့ပါဘူး။စောင်းယုံကလမ်းဘေးမှာအစားတောက်ရောင်းတဲ့ကားလေးတစ်စီးနဲ့အသက်မွေးဝမ်းကြောင်းပြုနေခဲ့တယ်။ဝင်းကျွန်းကတော့စောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာအလုပ်လုပ်ရင်းအားလက်ချိန်တွေမှာစာကြိုးစားတင်ယူနေခဲ့ပါတယ်။ဆန်းလျှော့ကတော့သူ့ရဲ့ပြိုင်ပွဲဝင်ဘဝကိုလွမ်းလို့အားကစားယုံစီကိုပဲပြန်သွားခဲ့ပါတော့တယ်။ယူစုကတော့တရက်မှမနာပဲသူ့ရဲ့လက်ဝဲလေ့ကျင့်ခန်းတွေကိုပဲအပြင်းထန်လှုပ်ဆောင်နေခဲ့ပါတယ်။ထောင်ထွက်ဆိုတဲ့တစိတ်ကသူတို့ကိုဘလောက်ပဲအဆုံးစွန်ထိတွန်းပို့နေပါစေဘယ်တော့မှအရှုံးမပေးဖို့သူတို့အချင်းချင်းကတိပေးထားကြတယ်။တနေ့မှာတော့ယူစုကသတင်းကောင်းတစ်ခုနဲ့အတူဒိုဟွန်းစီကိုနောက်တစ်ကြိမ်ထပ်ရောက်လာခဲ့ပါတယ်။သူအားကစားယုံတစ်ခုမှာအချိန်ပိုင်းအလုပ်တစ်ခုရခဲ့တယ်ဆိုတဲ့သတင်းကောင်းပါပဲ။ဒီအလုပ်လေးကြောင့်သူ့ရဲ့စာဝတ်နေရေးပြဿနာတွေပြေလည်သွားပြီးလေ့ကျင့်ခန်းတွေကိုလည်းဆက်လုပ်နိုင်တော့မှာဖြစ်ပါတယ်။လက်ဝဲသမားတစ်ယောက်ဖြစ်လာဖို့လမ်းကခက်ခဲကြမ်းတမ်းပေမဲ့ငါးမန်းတစ်ကောင်ကတော့ဘယ်တော့မှရက်တက်မှာမဟုတ်ပါဘူး။ဒါပေမဲ့ဒီသတင်းကိုကြားတဲ့အခါဒိုဟွန်းကပျော်ရမယ့်အစားစိုးရိမ်စိတ်တွေဝင်လာခဲ့တယ်။နာမည်ကြီးလူမိုက်တစ်ယောက်ဖြစ်တဲ့စောချမ်းကိုအနိုင်ယူလိုက်တာကြောင့်ပြဿနာတွေကသူ့နောက်ကိုလိုက်လာနိုင်တယ်လို့တွေးပူနေခဲ့တာပါ။ဒါကြောင့်ယူစုကိုဘယ်တော့မှစိတ်လိုက်မှန်ပါမလို့ပဲအမြဲတမ်းသတိထားနေထိုင်ဖို့ထပ်ခါသတိပေးခဲ့ပါတယ်။ယူစုကတော့ဒိုဟွန်းရဲ့စကားတွေကိုဘာမှပြန်မပြောပဲအသာလေးပဲခေါင်းငိတ်နားထောင်နေခဲ့တယ်။ဒိုဟွန်းကလည်းသူ့ကိုအခွင့်အရေးကိုတန်ဖိုးထားပြီးအစွမ်းကုန်စူးစမ်းဖို့အားပေးစကားပြောခဲ့ပါတယ်။အားကစားယုံကိုပြန်ရောက်တော့လဲယူစုကရလာတဲ့အခွင့်အရေးကိုတန်ဖိုးထားပြီးအရန်ကိုအပင်ပန်းခံလေ့ကျင့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ professional လက်ဝဲသမားတစ်ယောက်ကနီးပြတစ်ယောက်ကိုဒေါသတကြီးထိုးကျိတ်နေတာပါ။မာနကြီးတဲ့အောက်ဆိုတဲ့ကောင်ကဒီနေ့သူ့အတွက်လက်ဆန်းခံပေးမဲ့သူဘယ်သူလဲဆိုပြီးမေးလိုက်ပါတယ်။နီးပြကလည်းအောက်ကလူတက်ချင်နေတယ်လို့ထိုးနေလို့လက်ဆန်းခံပေးမဲ့သူတွေအကုန်ထွက်ပြေးကုန်ပြီလို့ပြန်ပြောခဲ့ပါတယ်။ဒါနဲ့ပဲနီးပြကဘေးမှာရက်နေတဲ့ယူစုကိုမထင်မှတ်ပဲလက်ညှိုးထိုးပြီးရွေးချယ်လိုက်တာပါ။ထောင်ထွက်တစ်ယောက်ဆိုတာကိုသိသွားတဲ့အော်ကအရန်စိတ်ဝင်စားသွားပြီးယူစုကိုကြိုးဝိုင်းနဲ့တက်ခဲ့ဖို့စိန်ခေါ်လိုက်ပါတယ်။ယူစုတာနိုင်ခဲ့ရင်နီးပြကသူ့ကိုတကယ်လက်ဝဲသမားဖြစ်အောင်လုပ်ပေးလိမ့်မယ်ဆိုပြီးအော်ကလှောင်ပြောင်းတယ်လို့ပြောလိုက်ပါတယ်။ဒီစကားကိုကြားတော့ယူစုကချက်ချင်းသဘောတူလိုက်ပြီးပထမဆုံးထိုးချက်ကိုလွယ်လွယ်ကူကူပဲရှောင်တိန်လိုက်ပါတယ်။နီးပြကသူ့ကိုအကာအကွယ်ပစ္စည်းအစုံပစ်ပေးလိုက်ပေမဲ့ယူစုကလက်အိတ်ကိုပဲဝစ်ဆင်ခဲ့တာပါ။ဒါကိုမြင်တော့အားလုံးကယူစုကသူ့ကိုအထင်သေးတယ်လို့ထင်ပြီးအောက်ကဒေါသတကြီးနဲ့တရားဆက်ဝင်ထိုးပါတော့တယ်။ယူစုကတော့သူ့ရဲ့ခေါင်းကိုပဲအဆက်မပြတ်ကာကွယ်နေပြီးခုခံတဲ့ပုံစံနဲ့ပဲနေခဲ့ပါတယ်။မထင်မှတ်ပဲအခွင့်သာတဲ့အချိန်ကိုရှာတွေ့သွားပြီးအော်ရဲ့လက်မောင်းကိုအားကုန်သုံးပြီးတစ်ချက်တည်းထိုးချလိုက်ပါတယ်။အောက်ကနာကျင်လွန်းလို့ကျမ်းပြင်ပေါ်ဒူးထောက်ကျသွားပြီးရေခဲတောင်းဖို့အော်ဟစ်နေခဲ့တာပါ။ဖြစ်သွားတဲ့အကြောင်းကိုကြားတော့အားကစားယုံပိုင်ရှင်ကအရန်ကိုဒေါသထွက်ခဲ့ပါတယ်။အကြောင်းကတော့အောက်ကအဲ့ဒီညမှာပဲမြူခိုးလို့ခေါ်တဲ့တရားမဝင်ပွဲတစ်ပွဲမှာထိုးတက်ဖို့ရှိနေလို့ပါပဲ။အဲ့ဒီပွဲကိုတီးတန့်လက်တစ်ခုကနေတိုက်ရိုက်ထုတ်လွှင့်ပြီးဖိတ်ကြားထားတဲ့ VV ဧည့်သည်တချို့ပဲကြီးခွင့်ရှိတာပါ။သူတို့ကစိတ်လှုပ်ရှားဖို့တက်လာတာမဟုတ်ပဲပတ်စံအများကြီးနဲ့လောင်းကြီးထပ်ဖို့လာကြတာဖြစ်ပါတယ်။အောက်ကအဲ့ဒီပွဲရဲ့အဓိကဖိုက်တာတွေထဲကတယောက်ဖြစ်ပြီးသူ့ပြိုင်ဘက်ကတင်ကားလို့နာမည်ပြောင်းပေးထားတဲ့လူချမ်းတယောက်ပါ။ဧည့်သည်တွေအားလုံးကဒီပွဲကိုအယမ်းမျှော်လင့်ထားကြပေမဲ့အောက်ကရုတ်တရက်ကြီးပျောက်သွားခဲ့ပါတယ်။ပွဲစီစဉ်သူတွေကအစားထိုးဖိုက်တာတယောက်ကိုအမြန်ရှာခဲ့ရပြီးရလက်ဘလိုပဲဖြစ်ဖြစ်နိုင်ပွဲစုကြီးရဲ့ဆယ်ဆပေးမယ်လို့ကတိပေးခဲ့ပါတယ်။ဒါပေမဲ့ဧည့်သည်တွေကစိတ်မပြတ်တဲ့အပြင်ပိုပြီးစိတ်လှုပ်ရှားကလောင်းကြီးတွေကိုတောင်တိုးမြင့်လိုက်ကြပါတယ်။တိတ်မကြခင်မှာပဲလှုပ်ဝက်ဆန်းကျဲတဲ့အစားထိုးဖိုက်တာတယောက်ကျိုးဝိုင်းထဲကိုပေါ်ထွက်လာခဲ့ပါတယ်။အဲ့ဒါကတော့တခြားသူမဟုတ်ပဲဂိုင်းကောင်းဆောင်ဝူရောက်မဲ့ဖြစ်နေခဲ့တာပါ။ပွဲကိုမျှတမှုရှိအောင်စီးမြင့်ကိုပြောင်းလိုက်ပြီးတင်ကားကစက္ကန့်30ကြာအောင်ခံနိုင်ရင်သူနိုင်ရမှာဖြစ်ပါတယ်။လူတွေအားလုံးကအရန်ကိုစိတ်လှုပ်ရှားသွားကြပြီးအားလုံးဒီဘက်ကဝူရောက်နိုင်မယ်ဆိုတာပုံမှာပဲလောင်းကြီးထက်ခဲ့ကြပါတယ်။ဝူရောက်ကကျိုးဝိုင်းထဲဝင်လာပြီးတင်ကားကိုမကြောက်ဖို့နဲ့သူ့ကိုတစ်ချက်လောက်ထိုးနိုင်ရင်အကျွေးတွေဆက်ပေးမယ်လို့ပြောခဲ့ပါတယ်။ပွဲဆဆချင်းမှာပဲတင်ကားကလုံးဝကိုပြန်မချနိုင်ပဲအလဲလဲပြိုဖြစ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ကန်ချက်တစ်ချက်နဲ့လက်သီးတစ်ချက်ကြောင့်တင်ကားကကျမ်းပြင်ပေါ်ကိုလဲကျသွားခဲ့ပါတော့တယ်။တန့်ကတော့ကလေးတစ်ယောက်လိုပဲသတိလစ်သွားခဲ့ပြီး10စက္ကန့်ပဲရှိသေးတာကိုဝူယုံကလုံးဝမရက်တန့်ခဲ့ပါဘူး။ဒါအပြင်သူကတန့်ခရဲ့ခြေထောက်ကိုပါရဲရဲဆက်ဆက်ရိုက်ချိုးပစ်လိုက်ပါတော့တယ်။အိမ်ပြန်လမ်းမှာယူစုကဝန်ကျွန်းနဲ့မထင်မှတ်ပဲဆုံခဲ့ပြီးသူကတုတ်ကောက်တဲ့လူတစ်ယောက်ကိုမျက်နှာငယ်ငယ်နဲ့ပတ်စံပေးနေတာကိုတွေ့လိုက်ရတာပါ။တကယ်တော့ဝန်ကျွန်းကအတိတ်တုန်းကအဲ့ဒီလူကိုအနိုင်ကျင့်ခဲ့ပြီးသူ့ခြေထောက်ကျိုးသွားတဲ့အထိတောင်လုပ်ခဲ့ဘူးလားဖြစ်ပါတယ်။အခုတော့သူကပြောင်းလဲသွားခဲ့ပြီးသူ့ရဲ့အမားတွေအတွက်ပြန်လဲပေးဆက်ဖို့ကြိုးစားနေခဲ့တာပါ။ယူစုကသူ့ကိုနှုတ်ဆက်လိုက်တော့ဝန်ကျွန်းကလည်းဘာမှမဖြစ်တယ်လို့ဟန်ဆောင်ပြီးစကားတွေစပြောလာခဲ့တယ်။ယူစုကလည်းဒီနေ့သူကင်းကနေအထုတ်ခံရတော့မလို့ဖြစ်ခဲ့တဲ့အကြောင်းကိုရင်းဖွင့်ပြောပြခဲ့ပါတယ်။ဒါကိုကြားတော့ဝန်ကျွန်းကတက်ပြင်းချပြီးဘဝကတကယ်ကိုခက်ခဲကြမ်းတမ်းတယ်လို့ပြောခဲ့တယ်။ဒါပေမဲ့ယူစုကတော့ဒါဟာသူကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းဖြစ်လို့ဘလောက်ပဲခက်ခဲရှေ့ဆက်သွားမယ်လို့ပြပြတသားပြောခဲ့တာပါ။အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ကစောင်းယုံရဲ့လမ်းဘေးအစားတောက်ဆိုင်လေးစီကိုရောက်သွားခဲ့ကြတယ်။ဝန်ကျွန်းကအမြဲတမ်းပတ်စံမရှင်းပဲအလကားစားနေကြပေမဲ့စောင်းယုံကလည်းဘာမှပြန်မပြောပဲတီးခံပေးထားခဲ့တာပါ။သူတို့တွေကအမြဲတမ်းအပြန်လန်စားနောက်နေကြပေမဲ့ဒီလိုခက်ခဲတဲ့အချိန်တွေမှာသူတို့ရဲ့တန်ရောစင်ကတန်ဖိုးရှိလာပါတယ်။အဲ့ဒီအချိန်မှာပဲဝန်ကျွန်းရဲ့ကျူရှင်ဆရာမဖြစ်တဲ့ဂျီဟီကမထင်မှတ်ပဲရောက်ရှိလာခဲ့ပါတယ်။ဒါကြောင့်သူတို့၄ယောက်သားပိုကောင်းတဲ့အနာဂတ်အတွက်ဆူတောင်းရင်းခွက်တိုက်ပြီးအားတင်းခဲ့ကြတယ်။အဲ့ဒီမှာစောင်းယုံကယူစုတယောက်ဂျီဟီကိုပဲတစိမ့်စိမ့်ကြည့်နေတာကိုသတိထားမိလိုက်ပါတယ်။သူမအပေါ်စိတ်ဝင်စားနေတဲ့ယူစုရဲ့အကြည့်တွေကအယမ်းကိုတိတာထင်ရှားနေခဲ့တာပါ။အဲ့ဒီအချိန်မှာပဲဇိမ်ကန်ကားတစ်စီးကလမ်းပေါ်မှာအရှိန်ပြင်းပြင်းနဲ့တရားကျမ်းမောင်းနေလာခဲ့တယ်။ကားပေါ်ကဆင်းလာတဲ့လူကတခြားဘယ်ကူမှမသွားပဲယူစုစီကိုတန်းတန်းမတ်မတ်ရှောက်လာခဲ့ပါတယ်။သူကတော့တခြားသူမဟုတ်ပဲအစောကလူမိုက်ခိုင်းကောင်းဆောင်ဝူယုံပဲဖြစ်နေခဲ့တာပါ။ဝူယုံကဘာမှမပြောပဲယူစုကိုသူ့အတွက်အလုပ်လုပ်ပေးဖို့တိုက်ရိုက်ကမ်းလှမ်းလိုက်ပါတော့တယ်။ဒီအဖြစ်ပြက်မတိုင်ခင်3နာရီအစောပိုင်းတုန်းကဝူယုံကပျောက်ဆုံးနေတဲ့အားကိုရှာဖို့သူ့လူတွေကိုအမိန့်ပေးခဲ့တယ်။သူကိုယ်တိုင်အပျော်စီးသင်းမောပေါ်ကိုရောက်သွားတဲ့အခါမှာတော့အားကဒဏ်ရာတွေအပြည့်နဲ့တူးထောက်ထားရတဲ့အခြေအနေဖြစ်နေခဲ့ပါတယ်။ဂိုင်းကောင်းဆောင်ကန်လွန်ကအားဟာလက်ကောက်ဝစ်ဒဏ်ရာကြောင့်ပြိုင်ပွဲကိုမရှင်ပြိုင်နိုင်ခဲ့တာလို့ရှင်းပြခဲ့တယ်။ဝူယုံကသူ့ကိုဒီလိုဖြစ်အောင်ဘယ်သူလုပ်လိုက်တာလဲလို့မေးလိုက်တဲ့အခါအားကယူစုဆိုတဲ့တန်ရှင်းရေးဝန်ထမ်းတယောက်လို့ပြန်ဖြေခဲ့တယ်
ဒီအဖြစ်ကြောင့်အံ့အားသင့်သွားတဲ့ဝူယုံကယူစုဆိုတဲ့ကောင်လေးအပေါ်မှာစိတ်ဝင်စားမှုတွေစတင်ဖြစ်ပေါ်လာခဲ့တာပါအဲ့ဒီနောက်မှာတော့သူကအားကိုသူ့ရဲ့ရည်စားနဲ့မန်နေဂျာတွေကသူပိုယုံကြည်ရတဲ့လူတစ်ယောက်ကိုရွေးခိုင်းခဲ့ပါတယ်အားကသူ့ရဲ့မန်နေဂျာဟာတဝမ်းကွဲညီကိုတော်ဆက်သူဖြစ်တာကြောင့်ချိန်ဆမနေပဲချက်ချင်းပဲရွေးချယ်လိုက်ပါတယ်ဝူယုံကအဲ့ဒီမန်နေဂျာသား10စက္ကန့်လောက်အတန်မထွက်ပဲနေနိုင်ရင်အားကိုလွှတ်ပေးမယ်လို့ကတိပေးခဲ့တယ်ဒါပေမဲ့ဝူယုံကစကားတောင်မဆုံးသေးခင်မှာပဲမန်နေဂျာကနာကျင်မှုကြောင့်အကျယ်လောင်ဆုံးအော်ဟစ်လိုက်ပါတော့တယ်နောက်ဆုံးမှာတော့သူတို့ရဲ့တောင်းပန်တိုးရှိုးမှုတွေကိုလစ်လူရှုပြီးဝူယုံကသူတို့3ယောက်လုံးကိုပင်လယ်ထဲကန်ချပစ်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲကန်နွန်ကယူစုဟာဆော့ချန်ကိုမျက်စိကွယ်သွားအောင်လုပ်နိုင်ခဲ့ကြောင်းဝူယောင်းကိုအသိပေးလိုက်ပါတယ်ယူစုရဲ့အရေးချင်းတွေကိုသဘောကျသွားတဲ့ဝူယောင်းကသူ့ကိုငွေအများကြီးပေးပြီးအဖွဲ့ထဲဝင်ဖို့ချက်ချင်းပဲကမ်းလှမ်းခဲ့တယ်ဒါပေမဲ့ယူစုကသူဟာဆော့ချန်လိုလူစားမျိုးမဟုတ်ဘူးလို့ပြောပြီးတခါတည်းပြက်ပြက်တသားညှင်းပယ်ခဲ့ပါတယ်သူ့ကိုဘသူကမှဒီလိုမျိုးပြောင်ပြောင်တင်းတင်းမငင်းဆန်ဘူးတာကြောင့်ဝူယောင်းကအကြီးအကျယ်အံ့အားသင့်သွားခဲ့ရတာပါဒါကြောင့်ဝူယောင်းကဂျီဟီကိုပြစ်မှတ်ထားပြီးညစ်ပတ်တဲ့နီလန်းကိုတုံးဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်တစ်နေ့မှာဂျီဟီကယူစုနဲ့ဖုန်းပြောနေတော့ဒုက္ခရောက်နေတဲ့ကိုဝင်ဆောင်မျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရတယ်ဒါနဲ့သူမကဖုန်းကိုအမြန်ချပြီးအဲ့ဒီအမျိုးသမီးကိုကူညီဖို့အတွက်အပြေးလွှားသွားခဲ့ပါတယ်ဒါပေမဲ့ပစ္စည်းတွေကိုကားထဲထည့်ပေးလိုက်တာနဲ့ဟိုအမျိုးသမီးကစစ်လိတ်တလိတ်မြည်ညှိပြီးသူမကဂျီဟီလာလို့မေးလာခဲ့တယ်ဂျီဟီဘာမှမလုပ်နိုင်ခင်မှာပဲယောက်ျားတစ်ယောက်ကသူမကိုဖမ်းပြီးစိတ်ကျမ်းမာရေးဆေးရုံရဲ့လူနာတင်ကားထဲအတင်းဆွဲသွင်းသွားခဲ့ပါတယ်ကားထဲကိုမစ်ဘက်ကတက်လာပြီးသူ့ရဲ့ကိုဝင်တုကိုဖြုတ်ချလိုက်ချိန်မှာဂျီဟီကတော့လွတ်မြောက်ဖို့အခွင့်အရေးကိုရှာနေခဲ့တာပါသူမကအောက်ဆီဂျင်ဘူးနဲ့လူတစ်ယောက်ကိုရိုက်ပြီးကားတကားကိုဖွင့်ဖို့ကြိုးစားခဲ့ပေမဲ့တကားကလှုပ်ချထားခဲ့တယ်အဲ့ဒီနောက်မှာတော့မစ်ဘက်ကသူမကိုအပြင်းပြင်းနဲ့ကန်ချလိုက်တာကြောင့်ဂျီဟီတယောက်သတိလစ်သွားခဲ့ရပါတယ်တစ်ချိန်တည်းမှာပဲယူစုကတော့ဆန်းဟျော့နဲ့အတူတူလေ့ကျင့်ရေးလုပ်နေခဲ့ပြီးဘာကိုမှသတိမထားမိခဲ့ပါဘူး။ဝန်ကျွန်းနဲ့ဆောင်းယောင်းကတော့ကလေးတွေကြီးပြင်းလာတာကိုပြောနေကြတဲ့အငိမ့်စားလင်မယားတွေလိုအနားမှာထိုင်ကြည့်နေခဲ့တယ်။ဆောင်းယောင်းကရုတ်တရက်ရင်းရင်းနှီးနှီးလာနေတဲ့အခါမှာတော့ဝန်ကျွန်းကစိတ်ပြတ်သွားတဲ့ပုံစံမျိုးဖြစ်သွားခဲ့ပါတယ်။လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာယူစုစီကိုဂျီဟီစီကဗီဒီယိုကောတစ်ခုဝင်လာပြီးငွေရိုအကူအညီတောင်းနေတဲ့သူမကိုတွေ့လိုက်ရတယ်။သူကဖုန်းပြန်ခေါ်ဖို့စူးစမ်းခဲ့ပေမဲ့တစ်ဖက်ကဘယ်သူမှဖုန်းမကင်တော့ပါဘူး။ဒါဟာဝူယောင်းရဲ့လက်ချက်ဖြစ်မှန်းယူစုကချက်ချင်းသိလိုက်ပြီးဒေါသတွေပောက်ကွဲကလက်စားချေခြင်းစိတ်တွေတဖွာဖွာပေါ်လာခဲ့တယ်။ဝန်ကျွန်းကဝူယောင်းဟာယူစုကိုယူသွတ်သွားအောင်ဆွပေးနေတာဖြစ်လို့စိတ်အေးထားဖို့ပြောပြီးသူ့ကိုတားလိုက်ရတယ်။ဆန်းဟျော့ကရဲကိုအကြောင်းကြားခဲ့ပေမဲ့အခြေအနေကမရှင်းလင်းတာကြောင့်ရဲတွေကဘာမှလုပ်ပေးလို့မရခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲယူစုစီကိုစောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုရဲ့လိပ်စာနဲ့အတူ message တစ်စောင်ရောက်လာခဲ့ပါတယ်။ဒါကြောင့်သူတို့၄ယောက်ကကားအဟောင်းတစ်စီးနဲ့အဲ့ဒီနေရာကိုအလင်းအမြန်မောင်းထွက်သွားကြတယ်။သူတို့တွေနေရာခွဲပြီးရှာဖွေခဲ့ကြပေမဲ့ဂျီဟီကိုဘလို့မှရှာမတွေ့ခဲ့ပါဘူး။မထင်မှတ်ပဲယူစုကမြေကြီးပေါ်မှာကျနေတဲ့တောချိတ်လေးတစ်ခုကိုတွေ့သွားခဲ့တယ်။သူကဂျီဟီစီကိုဖုန်းထက်ခေါ်လိုက်တဲ့အခါစွန့်ပစ်အဆောက်အုံတစ်ခုထဲကနေဖုန်းမြည်တံကိုကြားလိုက်ရပါတယ်။ဒါကြောင့်ယူစုကဘာကိုမှမစင်စားတော့ပဲအဆောက်အုံထဲကိုတန်းပြီးပြေးဝင်သွားခဲ့တယ်။အထဲမှာတော့လူနှစ်ယောက်ကဂျီဟီကိုကြိုးတွေနဲ့တုံနှောင်ထားတာကိုတွေ့လိုက်ရတာပါ။အဲ့ဒီလူတွေကဂျီဟီကိုဒုက္ခပေးဖို့ကြံနေတော့မှပဲယူစုနဲ့ဝန်ကျွန်းတို့အချိန်မီရောက်ရှိလာခဲ့ကြပါတယ်။ယူစုကလူမိုက်တွေကိုလက်သီးနှစ်ချက်ထဲနဲ့အလွယ်တကူပဲအလဲထိုးပစ်လိုက်ပါတယ်။ပြီးတာနဲ့သူကဂျီဟီကိုကြိုးတွေဖြေပေးခဲ့ပေမဲ့သူမကတော့ထွက်ပြေးဖို့ပဲပြောနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲဖုန်းကရုတ်တရက်ထပ်မိလာပြီးထပ်တိုးလူမိုက်တွေနေရာအနှံ့ကနေပေါ်ထွက်လာခဲ့တာပါ။တကယ်တော့ဒါကမစ်ဘက်ကဂျီဟီရဲ့ဖုန်းကိုတုံးပြီးယူစုကိုဒီနေရာထိရောက်အောင်ဆွဲခေါ်တဲ့ထောင်ချောက်ကြီးဖြစ်နေခဲ့တာပါ။ရန်သူအင်အားရမ်းများနေတာကြောင့်သူတို့နှစ်ယောက်လုံးခုခံနိုင်စွမ်းမရှိတော့ပဲအဖမ်းခံလိုက်ရပါတယ်။သူတို့ကိုမျက်နှာတွေအဝတ်စီးပြီးကားတစ်စီးပေါ်ကိုအတင်းဆွဲတင်ခေါ်ဆောင်သွားခဲ့ကြတယ်။ဒီမြင်ကွင်းကိုတွေ့သွားတဲ့ဆောင်ယုံနဲ့ဆန်းဟော့ကလည်းအရှိန်နဲ့မောင်းထွက်သွားတဲ့ကားနောက်ကိုအမြန်ဆုံးလိုက်သွားခဲ့ကြပါတယ်။ကားပေါ်မှာတော့ယူစုကအဖြစ်အပျက်တွေကြောင့်အရန်ကိုထိတ်လန့်ပြီးသတိလစ်မေ့မျောသွားခဲ့တယ်။သူပြန်သတိရလာတဲ့အချိန်မှာတော့ကလတ်ထိုင်တစ်လုံးမှာလက်ပြန်ကျိုးတုတ်ခံထားရတဲ့အခြေအနေကိုရောက်နေခဲ့ပါပြီ။သူ့တငယ်ချင်းတွေဘယ်မှာလဲလို့ဝေယောင်းကိုမေးလိုက်ပေမဲ့ဝေယောင်းကဘာမှပြန်မဖြေခဲ့ပါဘူး။အဲ့ဒီအစားအာဖရိကမှာကလေးစစ်သားတွေကိုဘယ်လိုလေ့ကျင့်ပေးလဲဆိုတဲ့ကြောက်စရာဇာတ်လမ်းတစ်ပုဒ်ကိုပြောပြခဲ့တယ်။တင်နန်းပေးသူကကလေးတွေကိုမျက်စိစည်းပြီးတနက်တလက်စီပေးကရှေ့တက်တဲ့ကိုပြစ်ခိုင်းခဲ့တယ်။မျက်လုံးကိုပြန်ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူတို့ရှေ့မှာတေဆုံးနေတဲ့လူတစ်ယောက်ကိုမြင်လိုက်ရတာပါ။အဲ့ဒီလိုနဲ့ကလေးတွေစိတ်သက်တွေကြိုးချသွားပြီးတဲ့နောက်မှာတော့အမိန့်ကိုနာခံတက်သွားကြတယ်။ဇလန်ပြောပြီးတာနဲ့ဝေယောင်းကဝင်းကျွန်းနဲ့ဂျီဟီတဲကတယောက်ကိုတေးဖို့ရွေးခိုင်းခဲ့ပါတယ်။ယူစုကသူတို့တွေကဒီကိစ္စနဲ့ဘာမှမဆိုင်လို့အသက်ချမ်းသာပေးဖို့အတနာခံတောင်းပန်ခဲ့တယ်။ဒါပေမဲ့ဝေယောင်းကစိတ်မဝင်စားတော့ပဲမစ်ဘက်ကိုပဲဒီကိစ္စကင်တွေခိုင်းပြီးထွက်သွားခဲ့ပါတယ်။မထွက်သွားခင်မှာတော့ယူစုတယောက်ကိုမရွေးရင်နှစ်ယောက်လုံးတေးရမယ်လို့ချင်းချောက်သွားခဲ့သေးတယ်။မစ်ဘက်ကစိတ်မမှန်တဲ့လူတစ်ယောက်ဖြစ်ပြီးဒီလိုညစ်ပတ်တဲ့အလုပ်တွေကိုလုပ်ရတာသဘောကျနေခဲ့တာပါ။သူမကဒီဖြစ်စဉ်တစ်ခုလုံးကိုဗီဒီယိုရိုက်ထားဖို့တောင်လူတစ်ယောက်ကိုအမိန့်ပေးခဲ့ပါသေးတယ်။ပြီးတဲ့နောက်မှာတော့ယူစုကိုရွေးချယ်ဖို့အတွက်10စက္ကန့်အချိန်ပေးပြီးရေတွက်ပါတော့တယ်။ယူစုကမင်းကိုတတ်မယ်လို့အော်ဟစ်ချင်းချောက်ခဲ့ပေမဲ့ဘာမှအရာမထင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့သူစိတ်သက်တွေကြိုးချသွားပြီးဘယ်လိုလုပ်ရမလဲဆိုပြီးဝင်းကျွန်းကိုငိုပြီးမေးခဲ့တယ်။အချိန်စေ့သွားတဲ့အခါမစ်ဘက်ကဝင်းကျွန်းရဲ့နာမည်ကိုကြားလိုက်ရတယ်ထင်ပြီးသူ့ကိုဓာတ်နဲ့ထိုးချလိုက်ပါတယ်။ကံကောင်းစွာနဲ့ပဲဓာတ်ကဝင်းကျွန်းရဲ့ကြိုးတွေကိုပြတ်တောက်သွားစေခဲ့ပြီးသူချက်ချင်းလွတ်မြောက်သွားခဲ့တယ်။ဝင်းကျွန်းကမစ်ဘက်ရဲ့လက်ကိုဖမ်းဆွဲပြီးလွှင့်ပစ်လိုက်ကအတုံးမကျတဲ့အဆောက်နှစ်ယောက်ကိုလည်းအပြတ်ရှင်းလိုက်ပါတယ်။မစ်ဘက်ကသူ့ကိုပြန်တိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့ဝင်းကျွန်းကဓာတ်ကိုဖမ်းယူပြီးသူမကိုပြင်းပြင်းထန်ထန်စောင့်ချခဲ့တယ်။သူကကျန်တဲ့တငယ်ချင်းတွေကိုကြိုးတွေအမြန်ဖြေပေးလိုက်ပြီးအားလုံးအတူတူအောက်ထပ်ကိုထွက်ပြေးခဲ့ကြပါတယ်။မစ်ဘက်သတိပြန်ရလာတဲ့အခါမှာတော့အဆောင်ရောက်ရချီကိုသူတို့နောက်လိုက်တိုက်ခိုက်ဖို့အမိန့်ပေးခဲ့တယ်။ယူစုနဲ့ဂျီဟီလွတ်မြောက်ဖို့အတွက်ဝင်းကျွန်းကနောက်မှကြံနေခဲ့ပြီးရန်သူတွေကိုတယောက်တည်းရင်ဆိုင်ခဲ့ရတာပါ။ဒါပေမဲ့မထင်မှတ်ပဲသူတို့ရဲ့ရှေ့ဘက်ကနေလည်းရန်သူအများအပြားထပ်ရောက်လာခဲ့ကြတယ်။ယူစုကရန်သူတွေကိုခုခံတိုက်ခိုက်ဖို့ကြိုးစားရင်းနဲ့လှေကားပေါ်ကနေပြုတ်ကျသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဝင်းကျွန်းကသူ့ကိုကယ်တင်ဖို့အနောက်ကနေအပြေးလွှားရောက်ရှိလာခဲ့ပါတယ်
ဒါပေမဲ့လုံခြုံရေးတယောက်ကသူ့ကိုနံရံဖက်ဆွဲကတ်လိုက်တာကြောင့်ယူဆူတယောက်အသက်ရှူတောင်ကျလာခဲ့တယ်။အဲ့ဒီအချိန်မှာဂျီဟဲကမိသက်ဆေးဘူးနဲ့ဝင်ရိုက်လိုက်လို့ယူဆူတယောက်ပြန်ခုခံဖို့အခွင့်အရေးရသွားခဲ့တာပါ။သူတို့အသက်တောင်ဝါးဝါးမှရှူရသေးခင်မှာပဲနောက်ထပ်လုံခြုံရေးတွေအများကြီးထပ်ရောက်လာခဲ့ပြန်တယ်။ဝန်ကျုံကတော့သူ့ဘက်ကသွေးတွေထွက်နေတာတောင်မှတငယ်ချင်းတွေလွတ်အောင်တယောက်တည်းအချိန်ဆွဲပြီးတောင်းခံပေးထားခဲ့ပါတယ်။ယူဆူနဲ့ဂျီဟဲတို့ကားပါကင်ကိုရောက်သွားပေမဲ့ထွက်ပေါက်ကိုလူမိုက်တအုပ်ကပိတ်ဆို့စောင့်နေခဲ့တာပါ။အရေးကြီးတဲ့အချိန်ကျမှစောင်းယောက်နဲ့ဆန်းဟျောတို့နှစ်ယောက်မထင်မပဲရောက်ချလာခဲ့ကြတယ်။သူတို့နှစ်ယောက်ကရန်သူတွေကြားထဲကိုအားနဲ့ပြေးဝင်ပြီးမနာတမ်းထိုးချိတ်တိုက်ခိုက်လိုက်ကြတာပါ။ခဏလေးတွင်းမှာပဲလူမိုက်တွေအားလုံးနာကျင်စွာအော်ဟစ်ပြီးကျမ်းပြင်ပေါ်မှာလဲကျကုန်ကြတော့တယ်။သူတို့၄ယောက်ဝန်ကျုံကိုအမြန်ပြန်ရှာခဲ့ကြပေမဲ့သူကလူမိုက်အားလုံးကိုတယောက်တည်းအနိုင်တိုက်ထားပြီးသားဖြစ်နေခဲ့ပါတယ်။သူကတငယ်ချင်းတွေကိုနောက်ကျလုံးနဲ့ဆိုပြီးတော့နောက်ပြောင်နေနိုင်သေးတာပါ။ယူဆူကသူ့ကိုတွဲထူပြီးအားတင်းထားဖို့ပြောရင်နောက်ထပ်လူတွေမရောက်ခင်အနေအကြားကနေထွက်ပြေးလွတ်မြောက်ခဲ့ကြတယ်။ကံမကောင်းစွာနဲ့ပဲဝန်ကျုံရဲ့ဒဏ်ရာကအရန်ပြင်းထန်နေခဲ့ပြီးအခြေအနေမကောင်းတော့ပါဘူး။သူကအရင်တုန်းကအနိုင်ကျင့်ခဲ့တဲ့လူတွေရဲ့နာမည်တွေပါတဲ့စာအုပ်တအုပ်ကိုထုတ်ပေးခဲ့တယ်။ပြီးတော့သူ့ကိုစားအဲ့ဒီလူတွေကိုတွားတောင်းပန်ပေးဖို့ယူဆူကိုအသေးအတန်တောင်းဆိုခဲ့ပါတယ်။ယူဆူကလက်မခံပဲမင်းကိုယ်တိုင်အသက်ရှင်ပြီးတွားတောင်းပန်ရမယ်လို့ပြောခဲ့တယ်။ဝန်ကျုံကလည်းသူ့အမိုက်တစလို့မသေးသွားဘူးလို့ကတိပေးခဲ့ပေမဲ့နောက်ဆုံးမှာတော့အသက်မရှင်နိုင်ခဲ့ပါဘူး။ဒီမြင်ကွင်းကြောင့်ယူဆူတယောက်နာကျင်စွာနဲ့အော်ဟစ်ငိုကြွေးခဲ့ရတော့တယ်။သူတို့ရဲ့အတိတ်ကအမှတ်တရတွေကသူ့စိတ်ထဲမှာတစ်ဖြက်ဖြက်ပြန်ပေါ်လာခဲ့တာပါ။သူကအဖြစ်ပြက်အလုံးအတွက်သူ့ကိုယ်သူပဲအဖြစ်တွေတင်နေခဲ့မိတယ်။ဇာပနာအခမ်းအနားမှာယူဆူကဝန်ကျုံရဲ့တပ်ပုံကိုကြည့်ပြီးအဖြစ်ရှိတယ်လို့ခံစားနေခဲ့ပါတယ်။ရုတ်တရက်အမျိုးသမီးတယောက်ကသူ့ပါးကိုအရှိန်နဲ့ပြေးပြီးရိုက်ချလိုက်တယ်။သူမကဝန်ကျုံတည်သွားတဲ့အချိန်မှာမင်းပဲရောက်နေခဲ့လေလို့ဒေါသအကြီးမိလိုက်တာပါ။တကယ်တော့သူမကဝန်ကျုံရဲ့အမဖြစ်သူယွန်ချင်းပဲဖြစ်ပါတယ်။ယူဆူကတော့တောင်းပန်ပါတယ်ဆိုတဲ့စကားကိုပဲအကြိမ်ကြိမ်ထပ်တလဲလဲပြောနိုင်ခဲ့တယ်။ဒါပေမဲ့ယွန်ချင်းကတောင်းပန်စကားကိုမလိုချင်ပဲသူ့မောင်လေးအသက်ရှင်နေတာကိုပဲလိုချင်ခဲ့တာပါ။ယူဆူကသူ့ကိုသူလုံးဝခွင့်မလွတ်နိုင်ပဲဝူယောင်ရဲ့ကမ်းလှမ်းမှုကိုညှင်းခဲ့တဲ့အတွက်နောင်တရနေခဲ့တယ်။သူသားမရှိခဲ့ရင်ဝန်ကျုံတေမှာမဟုတ်ဘူးလို့အော်ဟစ်ပြီးသူ့ကိုသူအပြစ်တင်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာစောင်းယောင်ကဒေါသထွက်ပြီးအဲ့ဒါမင်းအပြစ်မဟုတ်ဘူးလို့ဝင်ပြောလိုက်တယ်။မင်းကြောင့်သာဝန်ကျုံကသူ့ရဲ့အမိုက်လိုဘဝမှာပထမဆုံးအကြိမ်လူတစ်ယောက်လိုခံစားခဲ့ရတာလို့သူကပြောပြခဲ့ပါတယ်။မင်းရဲ့အကူအညီနဲ့သူကအထက်တန်းအောင်စာမေးပွဲကိုဖြေဆိုနိုင်ခဲ့တယ်လို့သူထိခိုက်စေခဲ့တဲ့လူတွေကိုလည်းတွားတောင်းပန်ခဲ့တာပါ။စောင်းယုံကသူ့ကိုယ်သူအပြစ်တင်နေတာကိုရက်လိုက်ဖို့ပြောခဲ့ပြီးအဲ့ဒီလိုမှမဟုတ်ရင်ဝန်ကျုံရဲ့ဝိညာဉ်ကအေးချမ်းမှမဟုတ်ဘူးလို့တတိပေးလိုက်ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့အခါယွန်းချင်းတယောက်ယူဆူနဲ့သူ့အကိုကြားကခိုင်မာတဲ့တန်ရောစင်ကိုကောင်းကောင်းနားလည်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းဂျီဟီကသူ့အမေနဲ့ဖုန်းပြောနေတော့မှပဲမျက်နှာပေါ်မှာအမာရွှေရှိတဲ့လူတစ်ယောက်ကသူ့ကိုရုတ်တရက်ဝင်တိုက်သွားခဲ့ပါတယ်။ဂျီဟီကအဲ့ဒီလူကိုမတင်ကားတာကြောင့်ဖုန်းကိုအမြန်ချလိုက်ပြီးသူ့နောက်ကိုတိတ်တိတ်ကလေးလိုက်သွားခဲ့ပါတယ်။မျက်နှာအမာရွှေနဲ့လူကဝန်ကျုံအမှုကိုကင်တွယ်နေတဲ့ရဲနဲ့တွေ့ပြီးကနော်စီကလာတဲ့ဖုန်းကိုအတင်းကျပ်လက်ခံခိုင်းခဲ့ပါတယ်။ဖုန်းထဲမှာကနော်ကဒီအမှုအတွက်တခြားတစ်ယောက်ကိုတရားခံလုပ်ဖို့လက်ငွေအများကြီးပေးကမ်းလန်းခဲ့တာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီမြင်ကွင်းအားလုံးကိုတွေ့လိုက်ရတဲ့ဂျီဟီကကြံတဲ့သူတွေကိုအခြေအနေမှန်သမျှအမြန်ဆုံးပြန်ပြောပြလိုက်ပါတယ်။အခြေအနေတွေကိုပိုဆိုးသွားစေတာကတော့ဝူယုံကလွမ်းသူပန်းခွေတစ်ခုပို့လိုက်ပြီးအဲ့ဒီပုံမှာမပြီးဆုံးသေးတဲ့စကားကိုဆက်ပြောကြတာပေါ့လို့ရေးထားခဲ့တာပါပဲ။ဒီစာကိုမြင်တော့စောင်းယုံတယောက်ဒေါသအရန်ထွက်ပြီးပန်းခွေကိုရိုက်ချိုးပစ်ခဲ့တယ်လို့ရဲတွေကအတုံးမကျဘူးဆိုပြီးလဲကြိမ်ဆဲခဲ့ပါတယ်။ဆန်းဟျော့ကသူ့ကိုစိတ်ထိန်ဖို့ပြောခဲ့ပြီးသူကိုယ်တိုင်လည်းဝူယုံကိုတက်ချင်ပေမဲ့ဒေါသနဲ့ဖြေရှင်းလို့ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ရှင်းပြခဲ့ပါတယ်။သူတို့တွေအငင်းခုန်ဖြစ်နေချိန်မှာယူဆူကတော့ဝင်းကျုံရဲ့မှတ်စုစာအုပ်ကိုတိတ်တိတ်လေးဖတ်နေခဲ့ပါတယ်။အဲ့ဒီစာအုပ်ရဲ့နောက်ဆုံးစာမျက်နှာမှာရေးထားတဲ့တားကောင်ရဲ့နာမည်ကတော့တခြားသူမဟုတ်ပဲသူ့နာမည်ကိုယ်တိုင်ပဲဖြစ်နေခဲ့တာပါ။အဲ့ဒီတော့မှယူဆူတယောက်အဲ့ဒီနေ့ကဝင်းကျုံပြောချင်ခဲ့တဲ့စကားဟာတောင်းပန်စကားဖြစ်မှန်းသဘောပေါက်သွားခဲ့ပါတယ်။ယူဆူကမှတ်စုစာအုပ်ကိုတင်းတင်းကြပ်ကြပ်စုပ်ကင်ထားရင်ဝင်းကျုံကိုတတ်ခဲ့တဲ့လူတွေကိုလက်စားချေဖို့ပြက်ပြက်တသားဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့သူတို့ရဲ့အစီအစဉ်တိုင်းကိုတည်တည်ချာချာနဲ့စနစ်တကျကြိုတင်ပြင်ဆင်သွားမှာဖြစ်ပါတယ်။မထင်မှတ်ပဲယွန်းချင်းကသူတို့နဲ့အတူပူးပေါင်းခွင့်တောင်းခဲ့ပြီးသူ့အရေးချင်းကိုတက်တည်ပြဖို့လူ၃ယောက်ကိုအေးအေးဆေးဆေးလဲချပြခဲ့ပါတယ်။ဒီလိုနဲ့ပဲလက်စားချေမဲ့အဖွဲ့မှာစားအားကြီးတဲ့အဖွဲ့ဝင်တစ်တယောက်တိုးလာခဲ့ပြီးအားလုံးကဝင်းကျုံရဲ့တပ်ပုံကိုပြတ်သားတဲ့မျက်နှာတွေနဲ့ကြည့်နေခဲ့ကြပါတယ်။ရှေ့ဆက်ရမယ့်လမ်းမှာဘလို့အခက်အခဲတွေပဲကြုံရပါစေနောက်ဆုတ်သွားမှာမဟုတ်တော့ပဲသူတို့ရဲ့ပထမဆုံးပန်းတိုင်ကတက်တည်ရှာဖို့ပါပဲ။ဂျီဟီကဝူယုံတယောက်မစ္စဘတ်ကိုအခင်းဖြစ်ပွားရနေရကဗီဒီယိုရိုက်ထားဖို့ခိုင်းခဲ့တာကိုတတိယသွားပေမဲ့အဲ့ဒီဗီဒီယိုကိုဘယ်မှာတင်ထားလဲဆိုတာကတော့ပြဿနာဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲယူဆူကအကြံတစ်ခုရသွားပြီးယွန်းချင်းကပစ္စည်းပို့သမားအဖြစ်နဲ့ဝူယုံရဲ့ဌာနချုပ်ကိုပါဆယ်တစ်ခုနဲ့အတူသွားခဲ့ပါတယ်။ယူဆူကပါဆယ်ဘူးထဲမှာကင်မရာအသေးစားလေးတွေထည့်ပေးလိုက်ပြီးလုံခြုံရေးတင်းကျပ်တာကြောင့်အရင်ကဝူယုံပေးခဲ့တဲ့လိပ်စာကတ်ကိုပါဆယ်ပေါ်မှာကပ်ပေးလိုက်ပါတယ်။အဆောင်တွေကဒါကိုဝူယုံနဲ့ပတ်သက်တဲ့ပစ္စည်းတစ်ခုထင်ပြီးထုတ်လွှင့်ပြသတဲ့အခန်းနဲ့တန်းယူသွားခဲ့ကြတယ်။ကင်မရာကနေတဆင့်အဖွဲ့သားတွေကအဆောက်အုံရဲ့မြေပုံချမ်းကိုအရင်ဆုံးစပြီးရေးဆွဲခဲ့ကြတာပါ။သူတို့ရဲ့ပြစ်မှတ်ကိုတေချာအတီးပြုပြီးတာနဲ့တစ်ဖွဲ့လုံးချက်ချင်းပဲအကောင့်ထဲပေါ်ဖို့လှုပ်ရှားလိုက်ကြတော့တယ်။ဆောင်းယုံကကားကိုအရှိန်နဲ့မောင်းပြီးမြေအောက်ကားပါကင်ထဲကိုတန်းဝင်သွားခဲ့ပါတယ်။အဆောင်တွေက CCTV ကင်မရာမှာတန်တရားဖြစ်စရာဘန်ကားတစ်စီးကိုတွေ့တော့အမြန်ဆုံးသွားစစ်ဆေးခဲ့ကြတယ်။ဒါပေမဲ့ဘန်ကားထဲမှာဘယ်သူမှမရှိပဲအတွင်းထဲကနေထူးဆန်းတဲ့အတန်တွေထွက်ပေါ်လာခဲ့တာပါ။မထင်မှတ်ပဲကားထဲက microwave ကရုတ်တရက်ပောက်ကွဲသွားပြီးမိသက်အချက်ပေးခေါင်းလောင်းမှာထပ်မိလာခဲ့တယ်။အဲ့ဒီအချိန်မှာလူတိုင်းကကားပါကင်စီအလန့်တကြားပြေးဆင်းသွားကြပြီးထောင်ချောက်ထဲကိုတန်တန်မတ်မတ်ဝင်သွားခဲ့ကြတော့တာပါ။တစ်ချိန်တည်းမှာပဲအဓိကအဖွဲ့သားတွေကအဆောက်အုံထဲကိုအောင်မြင်မြင်ဝင်ရောက်သွားနိုင်ခဲ့ကြပါတယ်။အထဲကိုရောက်တာနဲ့ပြင်းထန်တဲ့တိုက်ပွဲတစ်ခုချက်ချင်းပဲစတင်ဖြစ်ပွားခဲ့တော့တယ်။ရန်သူတွေကလူအင်အားပုံများနေပေမဲ့လည်းအသာစီးလုံးဝမရပဲအလဲလဲပြူပြူဖြစ်နေခဲ့ကြတယ်။အဖွဲ့သားတွေကနှစ်ဖွဲ့ခွဲလိုက်ပြီးတစ်ဖွဲ့ကခုခံကာကွယ်ရေးကိုအာယုံဆိုင်ကနောက်တစ်ဖွဲ့ကတော့အပြက်ရှင်းမှုတာဝန်ယူခဲ့ကြပါတယ်။ရန်သူအားလုံးကိုရှင်းလင်းပြီးတဲ့နောက်မှာယူဆူကတက်တေရှာဖို့ထုတ်လွှင့်ပြသတဲ့အခန်းစီကိုဦးတည်သွားခဲ့တယ်
ကျန်တဲ့အဖွဲ့သားတွေကတော့နောက်ထပ်ရောက်လာနိုင်တဲ့ရန်သူတွေကိုတားဖို့ဧကန်မှာပဲစောင့်ပြီးဟန်တာထားခဲ့ကြပါတယ်။မကြာခင်မှာပဲယူစုကအခန်းကိုရှာတွေ့ခဲ့ပြီးနီးပညာရှင်ကိုဖိုင်တွေဖွင့်ခိုင်းလိုက်ပေမဲ့အဲ့ဒီနေ့ကဖိုင်တွေကိုဖျက်ပစ်လိုက်ပြီဆိုတာတွေ့လိုက်ရတယ်။တစ်ဖက်မှာတော့ဗီလိန်ကြီးဝူယုံကဒီအဖြစ်အပျက်အားလုံးကိုမော်နီတာကနေထိုင်ကြည့်ပြီးသဘောကျနေခဲ့တာပါ။သူကယူစုရဲ့ထင်ထားတာထက်ပိုကောင်းတဲ့စွမ်းဆောင်ရည်ကိုကြည့်ပြီးအံ့အားသင့်နေခဲ့တယ်။ယူစုကဧကန်မစီကိုပြန်ရောက်လာတဲ့အချိန်မှာပဲဝူယုံကအဲ့ဒီနေ့ကဗီဒီယိုဖိုင်ကိုအားလုံးကြားအောင်ဖွင့်ပြလိုက်တော့တယ်။ယူစုရဲ့အကူအညီမဲ့စွာအော်ဟစ်ငိုယိုတန်တွေကအဆောက်အုံတစ်ခုလုံးမှာကျဲလောင်စွာပဲ့တင်ထက်သွားခဲ့ပါတယ်။မစ္စတာကဝမ်ဂျွန်းကိုဓာတ်နဲ့ထိုးလိုက်တဲ့မြင်ကွင်းကိုမြင်လိုက်ရချိန်မှာတော့အဖွဲ့သားအားလုံးဒေါသတွေပောက်ကွဲထွက်လာခဲ့ကြတယ်။အဲ့ဒီအချိန်မှာပဲကနွန်ကသူ့ရဲ့လူအင်အားပြည့်နဲ့အတူအချိန်ကရောက်ရှိလာခဲ့ပြန်ပါတယ်။ဝူယုံကစပီကာကိုဖွင့်လိုက်ပြီးယူစုကိုအဲ့ဒီဗီဒီယိုဖိုင်ကိုလိုချင်ရင်သူ့စီလာယူဖို့စိန်ခေါ်လိုက်တာပါ။ယူစုကလုံးဝတုံဆိုင်မနေပဲလူအုပ်ကြီးကိုဖျက်ပြီးဓာတ်လေကားစီကိုတယောက်တည်းရှောက်သွားခဲ့တယ်။အဲ့ဒီနောက်မှာကနွန်ကသူ့လူတွေကိုကားပါကင်ကိုတွားရှင်းခိုင်းပြီးရှင်းလင်းရေးလုပ်ခိုင်းလိုက်ပါတယ်။သူနဲ့မစ္စပတ်စကားတို့ကတော့ကြံခဲ့တဲ့အဖွဲ့သားတွေကိုရှင်းလင်းဖို့နေခဲ့ကြတယ်။ယွန်ဂျင်းကသူ့အကိုကိုတတ်သွားတာမစ္စပတ်ကမန်တီသွားတဲ့အခါမှာတော့သူ့ရဲ့ရန်သူကိုလက်စားချေဖို့တန်းဝင်သွားခဲ့တော့တာပါ။ဆန်ဟုတ်ကကနွန်နဲ့ရင်ဆိုင်တိုက်ခိုက်နေပြီးစောင်းယုံကတော့စကားနဲ့တယောက်ချင်းရင်ဆိုင်ခဲ့ရတယ်။ယူစုကတော့ဗီလိန်ကြီးရှိရာကိုတွားဖို့ဓာတ်လေကားတွေကိုတယောက်တည်းဝင်ရောက်သွားခဲ့ပါတယ်။နောက်ဆုံးဖြတ်တိုက်ပွဲအတွက်ယူစုကသူ့လက်ကပတိကိုဖြေလိုက်ပြီးစပရင်းဘော်ကဗက်ဒီယာကိုကြည့်ရင်ဒေါသတွေပောက်ကွဲနေခဲ့တယ်။ဝူယန်ကသူ့ကိုရွေးချယ်စရာနှစ်ခုပေးခဲ့ပြီးဗက်ဒီယာကိုယူပြီးထွက်သွားမလားဒါမှမဟုတ်သူနဲ့ဂိမ်းကစားမလားလို့မေးလိုက်တယ်။ယူစုကလည်းတစ်စက္ကန့်မှမတွေ့ဝေပဲအဲ့ဒီရက်စကိုချက်ချင်းပဲကောက်ယူလိုက်ပါတယ်။ဒါပေမဲ့ဝူယန်ကယူစုကိုအလွယ်တကူထွက်သွားခွင့်ပေးမဲ့ပုံမပေါ်ခဲ့ပါဘူး။တငယ်ချင်းတွေထက်မိသားစုကပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းလားဆိုတဲ့ဝူယန်ရဲ့စကားတွေကယူစုရဲ့ဒေါသမီကိုချက်ချင်းပဲတောက်လောင်စေခဲ့တယ်။ဒေါသတွေနဲ့အတူယူစုကရှေ့ကိုပြေးထွက်သွားပြီးဝူယန်ကိုအားကုန်တုံးကလက်သီးနဲ့ထိုးချလိုက်ပါတယ်။ဒါပေမဲ့ဝူယန်ကယူစုရဲ့တိုက်ခိုက်မှုတိုင်းကိုလွယ်လွယ်ကူကူရှောင်တိန်နိုင်ခဲ့ပြီးခွေးတကောင်လိုပါရိုက်ပြီးတော့စားနောက်နေခဲ့တယ်။တိတ်မကြခင်မှာပဲဝူယန်ကစိတ်မရှိတော့ပဲသူ့ရဲ့တိုက်ခိုက်မှုတွေကပိုပြီးရက်စက်ကြမ်းကြုတ်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲခမ်းမထဲကတိုက်ပွဲကလည်းတစ်ဖက်မှာပိုပြီးပြင်းထန်လာခဲ့တယ်။ဆန်ဟုတ်နဲ့ကနွန်တို့ရဲ့တိုက်ပွဲကတော့အပြန်အလှန်နဲ့အကျိတ်အနယ်ရှိနေခဲ့ပါတယ်။စုံရန်ကတော့စကားရဲ့ထူးဆန်းတဲ့လှုပ်ရှားမှုတွေကိုမရှင်းနိုင်ပဲသူ့ရဲ့ပလမီလုံးတောင်အရိုက်ခွဲခံလိုက်ရတယ်။ယွန်ဂျင်ကတော့မစ္စပတ်ကိုအနိုင်ယူပြီးသူ့အကိုအတွက်နောက်ဆုံးမှလက်စားချေနိုင်ခဲ့ပါတယ်။စုံရန်အနေရကျနေတာကိုမြင်တော့သူကစကားကိုတိုက်ခိုက်ဖို့ချက်ချင်းပဲပြေးသွားကူညီခဲ့တယ်။ယူစုကအရန်ခက်ခက်ခဲခဲနဲ့ပြန်ထလာနိုင်ခဲ့ပေမဲ့နောက်တစ်ချက်အပြင်းထန်ထိုးခံလိုက်ရပြန်တယ်။ဝူယန်ကတော့အေးအေးဆေးဆေးပဲသူ့ဖြော်ရည်ကိုတငုံတောက်လိုက်ပြီးယူစုကိုမှန်တွေကွဲသွားတဲ့အထိပြင်းပြင်းထန်ထန်ကန်ထုတ်လိုက်တယ်။ပြီးတော့သူကပြင်းရတဲ့ပုံစံနဲ့လက်ဝဲကျိုးဝိုင်းစီလျှောက်သွားပြီးဂျူအန်ဂျွန်ဓာတ်ထုတ်ခံရတဲ့ဗီဒီယိုကိုထက်ခါဖွင့်ပြနေခဲ့တယ်။ဒီမြင်ကွင်းကြောင့်ယူစုတယောက်စိတ်ပိုင်းဆိုင်ရာလုံးဝပြိုလဲသွားခဲ့ရပါတယ်။ယူစုကဒေါသတကြီးဟိဟောက်လိုက်ပြီးဝူယန်စီကိုအားကုန်တုံးကပြေးဝင်သွားခဲ့တယ်။ဒါပေမဲ့ဝူယန်ကသူ့လေပင်ကိုဖမ်းချုပ်လိုက်ပြီးစကရင်ကိုအတင်းကြည့်ခိုင်းထားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲယွန်ဂျင်နဲ့ဆန်ဟုတ်တို့နှစ်ယောက်လုံးကလည်းရန်သူတွေရဲ့ဖမ်းချုပ်မှုအောက်ကိုရောက်နေခဲ့ကြတယ်။အဲ့ဒီလိုစိတ်တက်ကြနေတဲ့အချိန်မှာပဲဂျူအန်ဂျွန်ရဲ့ပုံရိပ်ကသူတို့စိတ်ထဲမှာရုတ်တရက်ပေါ်လာခဲ့တယ်။ဒါကိုမြင်ပြီးယူစုကတတိပြန်ဝင်လာခဲ့ကဝူယန်ရဲ့ချုံနှောင်မှုကနေရုံထွက်ပြီးပြင်းပြင်းထန်ထန်ပြန်လဲတိုက်ခိုက်ခဲ့တော့တယ်။မထင်မှတ်ပဲအထိုးခံလိုက်ရတဲ့အခါမှာဝူယန်ကပိုလို့တောင်စိတ်လှုပ်ရှားလာခဲ့ပါတယ်။တိတ်မကြခင်မှာပဲယူစုကအသာစီးပြန်ရသွားခဲ့ပေမဲ့ဝူယန်ရဲ့ခြေထောက်ကိုတော့ချိုးမပြည့်ရခဲ့ပါဘူး။အဲ့ဒီအစားသူကဝူယန်ရဲ့ခေါင်းကိုလက်သီးနဲ့အားကုန်ထိုးချလိုက်ပြီးလက်ဝဲကျိုးဝိုင်းရဲ့မှန်နဲ့စောင့်ကပ်ပစ်လိုက်တယ်။တစ်ဖက်မှာလည်းယွန်ဂျင်ကစကားကိုမရှင်းနိုင်တော့ပဲသူ့ရဲ့လက်တစ်ဖက်တောင်အချိုးခံလိုက်ရပါတယ်။အဲ့ဒီလိုအရေးကြီးတဲ့အချိန်မှာပဲစုံရန်ကကြားထဲကိုဝင်လာခဲ့တယ်။သူကစကားရဲ့လေပင်ကိုချုပ်ထားလိုက်ပြီးယွန်ဂျင်ကိုအဆုံးသက်တိုက်ခိုက်ဖို့အခွင့်အရေးပေးလိုက်ပါတယ်။နောက်တနေရာမှာလည်းအကျိတ်အနယ်ရှိတဲ့တိုက်ပွဲပြီးမှဆန်ဟုတ်ကသူ့ရဲ့ပြင်းထန်တဲ့စိတ်ဓာတ်ကြောင့်အနိုင်ရသွားခဲ့တယ်။သူတို့၃ယောက်လုံးအပြင်းထန်ဒဏ်ရာရခဲ့ပေမဲ့သူတို့ရဲ့တာဝန်ကိုတော့အောင်မြင်အောင်ပြီးမြောက်နိုင်ခဲ့ကြတာပါ။တစ်ဖက်မှာလည်းဝူယုံကပြန်ထလာပြီးယူစုကိုထပ်ပြီးတိုက်ခိုက်လာခဲ့ပါတယ်။ဒီတစ်ခါမှာတော့ယူစုကလုံးဝညမနေတော့ပဲဝူယုံရဲ့လက်တစ်ဖက်ကိုရက်ဆက်ချိုးပစ်လိုက်တော့တယ်။အားအင်တွေကုန်ခန်းနေတဲ့ကြားကဝူယုံကကြားတကောင်လိုဟိဟောက်ပြီးယူစုကိုပြတင်းပေါက်ကနေတွန်းချဖို့ကြိုးစားလာခဲ့ပြန်တယ်။ယူစုကပြတင်းပေါက်ကောင်ကိုအမိရဆွဲထားချိန်မှာဝူယုံကတော့အပြင်းမှတွဲလောင်းဖြစ်နေပြီးလက်လွတ်ပေးဖို့အော်ဟစ်နေခဲ့တယ်။ယူစုကသူ့တငယ်ချင်းအတွက်လက်စားချေခြင်းစိတ်တွေရှိနေပေမဲ့တွေးတဲ့လူသက်သမားတစ်ယောက်ဖြစ်တော့အဆုံးမသက်ချင်ခဲ့ပါဘူး။ဒါကြောင့်နောက်ဆုံးမှာတော့ယူစုကသူ့ရဲ့အားအင်ကုန်သုံးပြီးဝူယုံကိုအပေါ်ပြန်ဆွဲတင်ပေးလိုက်ပါတယ်။ဝူယုံကတော့သူ့ကိုလောင်ရပြီးဒီအတွက်နောက်တရားစီရမယ်လို့ချင်းချောက်ပြောဆိုခဲ့ပေမဲ့ယူစုကငါကမင်းနဲ့မတူဘူးလို့ခက်ပြက်ပြက်ပြန်ပြောခဲ့တယ်။အဲ့ဒီနောက်ကြောခိုင်းထွက်သွားတဲ့ယူစုကိုကြည့်ရင်ဝူယုံတယောက်သူလုံးဝရှုံးနေသွားပြီဆိုတာကိုနားလည်သွားခဲ့တော့တာပါ။တိတ်မကြခင်မှာပဲရဲတွေရောက်လာပြီးဝူယုံကိုတရားမဝင်လောင်းကစားမှုနဲ့လူတက်မှုတွေအတွက်ဖမ်းဆီးသွားခဲ့ပါတယ်။ယူစုကလည်းဝမ်ကျွန်းရဲ့မတ်စုစာအုပ်ထဲမှာပါတဲ့တားကောင်ဖြစ်ခဲ့ရသူတွေအားလုံးစီကိုတယောက်ချင်းလိုက်သွားတွေ့ခဲ့တယ်။ပြီးတော့ဝမ်ကျွန်းရဲ့ကိုစားသူတို့အားလုံးကိုတလေးတစားတောင်းပန်ခဲ့ပြီးလူတိုင်းကခွင့်မလွတ်ခဲ့ကြပေမဲ့သူကတိပေးထားတဲ့အတိုင်းဝမ်ကျွန်းရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးခဲ့တာပါ။နောက်ဆုံးမှာတော့စာအုပ်ရဲ့နောက်ဆုံးစာမျက်နှာကသူ့နာမည်ပေးမှာခွင့်လွတ်တယ်ဆိုတဲ့စာသားကိုယူစုကိုယ်တိုင်ရေးထည့်လိုက်ပါတယ်။သူကဝမ်ကျွန်းကိုအစကတည်းကခွင့်လွတ်ပြီးသားဖြစ်ကြောင်းစိတ်ထဲကနေရေရုပ်ပြောကြားခဲ့တော့တယ်။အဲ့ဒီနောက်မှာတော့ယူစုကထောင်ထဲမှာရှိနေတဲ့ဒိုဟွန်းစီကိုတွားတွေ့ပြီးသူလဲဒိုဟွန်းလိုအယမ်းမိုက်တဲ့လက်ဝဲသမားတစ်ယောက်ဖြစ်ချင်တယ်လို့ဖွင့်ပြောခဲ့တယ်။ဒိုဟွန်းကလည်းသူ့စကားကိုကြားပြီးပြုံးကကောင်းညစ်ခဲ့တယ်လို့အဲ့ဒီအဆင့်ကိုရောက်ဖို့အများကြီးပိုစူးစမ်းရအောင်မယ်လို့အားပေးစကားပြောခဲ့ပါတယ်။တိတ်မကြခင်မှာပဲကမ္ဘာလူတစ်တန်းချန်ပီယံပြိုင်ပွဲကြီးစတင်တော့မှာဖြစ်လို့ယူစုနဲ့သူ့တငယ်ချင်းတွေလည်းပြိုင်ပွဲအတွက်အပြင်းထန်လေ့ကျင့်နေခဲ့ကြတယ်။ဒီတစ်ခါမှာတော့သူတို့တွေဟာအသက်ရှင်တန်ရေးအတွက်တိုက်ခိုက်နေတာမဟုတ်တော့ပဲသူတို့ရဲ့အိမ်မက်တွေအတွက်တိုက်ခိုက်ကြတော့မှာပါ။ဇလန်းအဆုံးမှာတော့ဝူယုံလဲထောင်ထဲကိုရောက်သွားခဲ့ပြီးကန်ဂျမာရဲ့မျက်နှာသာပေးမှုကြောင့်သူ့ရဲ့အခန်းဖော်ကဒိုဟွန်းဖြစ်နေခဲ့ပါတယ်။
အခန်းတကားဖွင့်လိုက်ချိန်မှာသူတို့နှစ်ယောက်ရဲ့အကြည့်တွေစုံသွားခဲ့ပြီးနှစ်ယောက်လုံးကတော့အတိတ်ပဲပါတဲ့အပြုံးတစ်ချက်ကိုအေးဆက်စွာပြုံးလိုက်ကြတော့တယ်